ရားဆိုတာပလဟိတလုပ်ရမယ်အလုပ်လေသူတို့ကအတ္တနဲ့ထွက်သွားကြငါလိုကျင့်မှငါလိုရမယ်ဆိုတော့ကျင့်စဉ်နဲ့ကျင့်ပြီးတော့မာနကလည်းတကိုးတွေပေးလိုက်တဲ့အခါမေရှိုးမိုးပြန်နိုင်ပါဒါပေမဲ့ကောင်းရကောင်းကျိုးပြည်သူပြည်သားအကျိုးစီးပွားတိုင်းနိုင်ငံအတွက်ဘာတစ်ခုမှလုံးမပေးသွားဘူးအဲ့ဒီသဘောကိုကျွန်တော်တို့နားမလည်မချင်းဖယားကိုကျွန်တော်တို့မခွဲခြားတတ်တော့ဘူးဒီနေ့ကျွန်တော်နိုင်ငံတွေကိုယ်ကိုဝတ်ပြုခိုလုံတဲ့လူတွေအများကြီးပဲဖယားလို့တင်စားထားတဲ့လူတွေအများကြီးပဲသူတို့ကိုယူသေးရတဲ့ကိန်းဆိုင်ရတဲ့ပူဇော်ရတဲ့ပတ်သက်ရအတွက်အကျိုးကျေးဇူးများထူးထူးခြားခြားဘာများလုပ်ပေးသလဲလုပ်ပေးကောင်းလုပ်ပေးနိုင်မရှိအောင်လုပ်သွားတဲ့နတ်ဆိုးတွေအများကြီးရှိတယ်နတ်တရားတွေကိုကြတဲ့တင်းလူပူဇော်ကြတဲ့သူတို့နဲ့အဆင်မပြေဘူးဆိုရင်လူတွေကိုဒုက္ခပေးသွားတယ်အများကြီးပဲရှိတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ဖယားကိုခွဲခြားတတ်ပြီးသိနာလေတဲ့ညင်ကလေးရဖို့တော့အင်မတန်လိုပါတယ်ဖယားဆိုတာလူကဖြစ်တာမဟုတ်ပါဘူးဖယားမဟုတ်ပြိုင်ဘက်တွေနဲ့တဆူပြီးတဆူပွင့်လာတဲ့လူဖယားတွေကတော့ပြိုင်ဘက်တွေနဲ့ဒီနေ့ထာဝရဖယားဆိုတာကစကားအဖြစ်အမည်နာမကိုကျွန်တော်တို့ပြောလို့မရလို့တာသူ့အမည်နာမကလည်းငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်ထာဝရဆိုတဲ့အသုံးအနှုန်းကိုသူပဲသုံးလို့ရတယ်ဖယားပဲသုံးလို့ရတယ်ထာဝရဆိုတာအစဉ်အမြဲတည်ရှိပြီးပြောင်းလဲတဲ့အရာကိုထာဝရခေါ်တယ်ဒီနေ့ကျွန်တော်တို့မျက်စိနဲ့မြင်တွေ့ရတဲ့အရာတွေရုပ်ဝတ္ထုတွေအကုန်လုံးဟာမြင်ရတဲ့အရာတွေကထာဝရတည်တာတခုမှမရှိဘူးဓာတ်တဲ့ရုပ်တဲ့နာမ်တဲ့ကဘာမှာအသက်30ရှိတယ်ဓာတ်တဲ့ရုပ်တဲ့နာမ်တဲ့ရှိတယ်တခုမှမတည်သလိုကဘာကြီးတောင်မှနေတဲ့ကဘာကြီးတောင်မှမတည်မြဲဘူးလို့ကျမ်းဂန်တွေကရေးတယ်ဘာသာတရားတွေကလည်းသိထားပါတယ်နော်ကဘာတရားကဘာကြီးမှာရှိတဲ့လူတွေကလည်းကဘာကြီးကမတည်မြဲဘူးနောက်ဆုံးသောကာလမှာမိအဖြစ်ကျွမ်းလောင်သွားတော့မယ်ကဘာကြီးဟာမတည်မြဲဘူးဆိုတာဘာသာတိုင်းမှာရှိတယ်ဒါပေမဲ့ကဘာကြီးမီးလောင်မယ်ဆိုတော့အရေးအမွေအဖြစ်နော်မန္တလိုလိုနဲ့ကျွန်တော်တို့သိတယ်ဗုဒ္ဓတရားမှာဆိုတော့ကဘာကြီးဟာမီးအဖြစ်ကျွမ်းလောင်တော့မယ်နောက်ဆုံးသောကာလမှာနေ9ဆင်းထွက်မယ်လို့ယုံကြည်ကြတယ်လေဘာကြီးနေ9ဆင်းထွက်မယ်နေ9ဆင်းထွက်မှာမဟုတ်ဘူးအပူချိန်9ဆထွက်လာမှာဖြစ်တယ်ဒီနေ့ကဘာကြီးကိုမီးလောင်မဲ့ဒီကျမ်းစာကတော့သိပ္ပံကဘာကြီးမီးလောင်မဲ့ဆိုတမလည်းနားမလဲဘူးကဘာကြီးမီးလောင်ဖို့ကိုဒီကျမ်းစာအုပ်ကအတိအကျဓမ္မဟောင်း BC မှာရေးထားသလိုဓမ္မသစ် AD မှာထောက်ခံချက်နဲ့ဒီကျမ်းစာအုပ်ကိုတကယ်ပင်ရေးထားတဲ့အတွက်ကြောင့်သုတေသနတွေသိပ္ပံပညာရှင်တွေကစမ်းသပ်တီထွင်ပြီးတော့ဒီနေ့လေ့လာတဲ့အခါမှာဟာမှန်တယ်ကဘာကြီးကတနေ့တစ်ချိန်မှာတော့ကျွမ်းလောင်သွားတော့မယ်ဆိုပြီးတော့ဒါကြောင့်ကဘာကြီးကျွမ်းလောင်သွားမယ့်ရာကိုဘဟုတုတ္တနော်ကျွန်တော်ကျမ်းစကားအဖြစ်ပြောချင်တယ်ဒီနေ့ကဘာကြီးဟာနောက်ဆုံးသောကာလတော့ရောက်နေပြီနောက်ဆုံးသောကာလတော့ရောက်နေပြီအဆုံးကိုရောက်နေပြီဒါကြောင့်ကဘာကြီးဟာသတင်းကောင်းမရှိဘူးသတင်းဆိုးတွေနဲ့ပဲခြေခွဲစရာတွေနဲ့ပဲကြားနေ TV စလောင်းကြိုတို့အင်တာနက်တွေဖွင့်ကြည့်ကဘာနိုင်ငံအသီးသီးမှာသတင်းကောင်းဆိုတာမရှိပါဘူးကဘာရဲ့နေယုံချုပ်ရမယ်အချိန်ကနေပြီဒါကြောင့်ကဘာကြီးမီးလောင်မယ်လို့အတိအကျရေးတော့လဲယုံကြည်သူခရိယာန်တွေလည်းသဘောမပေါက်ဘူး
အဲ့ဒါကဟေရှာယ30အငယ်26မှာဒါဘုဟုသုတ္တဖြစ်ဖို့ကျွန်တော်ပြောခြင်းဖြစ်တယ်မတ်စုလေးနဲ့ရေးထားပါကဘာမီးလောင်မယ်ဆိုတဲ့အကြောင်းလေးကိုဟေရှာယ30 26မှာမရေးထားတယ်လေထာဝရဘုရားသည်ဘာပြောလဲ ထာဝရဘုရားသည်မိမိလူတို့၏ကျိုးပဲ့ရာကိုပြုပြင်၍သူတို့ခံရသောဒဏ်ချက်ရာကိုပျောက်စေတော်မူသောအခါလာ၏အလင်းသည်နေ၏အလင်းကဲ့သို့ဖြစ်၍နေ၏အလင်းသည်လည်းပဂတိထက်9 ဆလင်းလိမ့်မည်တဲ့အာမင်ကဘာကြီးမီးလောင်မဲ့ကျမ်းပိုက်ပဲကဘာကြီးမီးလောင်မဲ့ကျမ်းပိုက်ပဲထာဝရဘုရားသည်မိမိလူတို့၏ကျိုးပဲ့ရာကိုလူမှန်သမျှဖျားနဲ့ဆိုင်တယ်မာနနဲ့ဘာမှမဆိုင်ဘူးစာဒမာနကတင်တို့ကိုဖျက်ဆီးဖို့သခိုးဓမြကဲ့သို့ဒီကောင်ကလာတာလူမှန်သမျှဖျားပိုင်တယ်ဖျားအဖြစ်ဖြစ်ပွားစေတယ်ဘယ်သူကမှမိုးပေါ်ကကျလာတဲ့လူမရှိဘူးဖန်ဆင်းခြင်းကလူမှန်သမျှဖျားပိုင်တယ်စာဒန်တယောက်မှမပိုင်ဘူးစာဒန်ကခိုးဖို့တတ်ဖို့ဖျက်ဆီးဖို့ငရဲတွေကိုဆွဲချဖို့သူသွားရမယ်ငရဲကိုလူတွေပါသွားအောင်သူကဆွဲချရတာတရားအဖြစ်လုပ်ငန်းကစာဒန်မာနနတ်ဆိုးဝိညာဉ်ဆိုးမောင်မိတ်တကူတွေကလုပ်တာဖယားကအဲ့ဒီလိုမဟုတ်ဘူးမိမိလူတို့ရဲ့ကြိုးပဲ့ရာကိုပြုတ်ပြနေလူတိုင်းကကြိုးပဲ့နေတယ်လေခြေထောက်တွေလက်တွေကြိုးနေတာမဟုတ်နှလုံးသားကိုပြောတာလူဟာနှလုံးသားအကျိုးပဲ့နေတယ်ကြေမွနေတယ်နှလုံးသားကအပြစ်ကိုယ်တော်ဖြစ်နေတယ်ဒီနှလုံးသားကခြေတွေလက်တွေကြိုးနေတာကိုပြောနေတာမဟုတ်ထာဝရဘုရားသည်မိမိလူတို့၏ကြိုးပဲ့ရာဘာလဲအပြစ်တရားကလူအထဲမှာရောက်နေလို့အပြစ်တရားဆိုတဲ့စာတမာနကိုချုပ်ထားလို့လူရဲ့အထဲမှာအပြစ်တရားဒေါသထွက်တာလဲအပြစ်ကိလေသာလွန်ကျူးတာလဲအပြစ်ဟိုကတွေ့ရင်လဲလူချင်းတက်မဲ့တရားအပြစ်လူတွေကိုမတရားပြောတာဒီအထက်ကဖြစ်နေတာဒီနှလုံးသားထက်ကဒါကြောင့်လူတိုင်းကကြိုးပက်တယ်စိတ်နှလုံးကောင်းတယ်ဆိုတာလိမ့်နေတာမဟုတ်ဘူးဒီထဲမှာလူတိုင်းကြိုးပက်နေမိမိလူတို့၏ကြိုးပဲ့ရာကိုပြုပြင်နေဘယ်အချိန်ကပြုပြင်လဲဘယ်အချိန်တုန်းကပြုပြင်တာလဲလွန်ခဲ့သောတက္ကေ2000ကျော်ကကရာနီတောင်ကုန်းအားဖြင့်အပြစ်ကသေခြင်းဆိုခြင်းကိုရရလာချေပေးတာအဲ့ဒါပြုပြင်လိုက်တာပဲလူသားတိုင်းခံရမယ်အပြစ်အကသေခြင်းလူသားတိုင်းမှာဒုက္ခသစ္စာနဲ့ညှိနေပြီလေဒါပေမဲ့အဲ့ဒီဒုက္ခကသစ္စာရှိလွန်အားကြီးလို့ဒီဒုက္ခကိုဖယားကလာရှင်ပြန်ထမြောက်ခြင်းကသူ့နောက်ကလိုက်လာဒါကြောင့်ယေရှုရသောဒုက္ခသစ္စာသည်နောက်ကလိုက်လာတဲ့ရှင်ပြန်ထမြောက်ခြင်းပဲအဲ့ဒီလိုဖြစ်ခြင်းလို့ဖယားကလူစားတိခံတယ်မမြင်ရသောဖယားမတွေ့ဘူးသောဖယားမသိနိုင်သောနာဝိညာဉ်ဖယားကဖန်ဆင်းရှင်ဖယားကလူတွေမြင်နိုင်ဖို့အတွက်လူစားတိခံလိုက်တယ်အနန္တတကုရှင်ဒီလောက်တော့တတ်နိုင်ရမှာပေါ့လူတွေကမယုံဘူးအထူးသာနာပါတယ်မယုံနိုင်ဘူးဘလို့နော်လင်ကောင်မပေါ်ဘဲနဲ့လူတယောက်ဖြစ်လာဖို့ဆိုတာလွယ်သလားလို့ပြောနေတဲ့လူတွေအများကြီးပဲဖယားဆိုတဲ့နောက်တော့အကုန်လုံးတတ်နိုင်တယ်လေမိမရဲ့ဗိုက်ထဲမှာတရေယူပြီးတော့မွေးဖွားရင်တောင်မှယောက်ျားရဲ့ဗိုက်ထဲမှာတရေယူပြီးမွေးနိုင်တဲ့ဖယားပါမတတ်နိုင်သောအရာမရှိပါဒီနေ့ကျွန်တော်တို့အတွေးအခေါ်တွေကမဖြစ်နိုင်ဘူးအပြိုကညာမာရိဗိုက်ထဲမှာမွေးဖွားလာတယ်ဆိုတာဘယ်ဖြစ်နိုင်မလဲနော်မိမယောက်ျားမေထုံသာဝဒမပြုတ်ဘဲနဲ့လူဆိုတာမဖြစ်နိုင်ဘူးလေအဲ့ဒီလိုပဲထင်နေတာဒါပေမဲ့ကဲသဝနသာမလေးမွေးလာတဲ့ဇတ်တော်လေးကိုကြည့်လိုက်ပါဦး
သူဝနာသားမဘလို့မွေးတာလဲဩသူဝနာသားမအမေကနော်အင်ဂျီလေးကိုမှလက်ရရည်နဲ့ချက်ကလေးကိုလက်ရရည်နဲ့တရားမင်းကလှုပ်ပြလိုက်နဲ့သူဝနာသားမမွေးတယ်ဟောတရားမင်းတောင်မှအဲ့လောက်ထိတကူရှိသလားတရားမင်းထက်တကူရှိတဲ့ဖယားကမတတ်နိုင်ဘူးလားအနန္တတကူရှင်လို့ပြောတာတရားမင်းဒီလောက်တကူရှင်ဒီနေ့တရားမင်းကိုလေတရားမင်းစင်နေလို့ပြီးတရားမင်းပဲကိုကိုလေဖယားမကိုကိုနဲ့လေဒီနေ့တရားမင်းကိုကိုတဲ့လူရှိလို့လားကျွန်တော်တို့အတွေးအခေါ်တွေအများကြီးလို့တယ်လူဟာမိယိုးဖလာယုံကြည်ခြင်းနဲ့သွားတဲ့လူတွေအကုန်လုံးရှုံးတယ်မိဘဗုဒ္ဓဘာသာဖြစ်လို့လိုက်ဖြစ်တယ်မိဘခရိယန်ဖြစ်လို့ခရိယန်လိုက်ဖြစ်တယ်ကိုယ်တိုင်စူးစမ်းတဲ့ညင်ကလေးကိုလုံးဝအသုံးမချလို့ပါဒါကြောင့်ကျွန်တော်တို့ဆုံးရှုံးတာပါဒါကြောင့်ချစ်တော်ညီကောင်မတို့ကျွန်တော်လည်းနှစ်ပေါင်းများစွာနော်ဘာသာတရားတွေကိုကိုင်းဆိုင်ပြီးတော့ကိုးကွယ်ခဲ့ရတာပါဝိညာဉ်တော်ဖယားနဲ့ထိတွေ့ပြီးတော့ဖယားရွှေရဲ့ဝိညာဉ်ရဲ့ဖွင့်ပြချက်တွေကိုတစ်ခုပြီးတစ်ခုနားလဲတဲ့အခါမှာဖယားကိုကျွန်တော်ခွဲလို့ရပြီလူဖယားနဲ့သင်္ခါရဖယားနဲ့အစင်သာရရှိနေမဲ့ဖယားတဆူတီသောဖယားဘလောက်ထိကွာတယ်လဲဆိုကျွန်တော်ကောင်းကောင်းသိသွားပြီစီနဲ့ရေမိုးနဲ့မြေနဲ့ကွာခြားလွန်းလာပါတယ်တရားဒီဖျားကလူစားတိခံယူတယ်လူသားတွေရဲ့ခုနသင်တို့လုတ်သမျှအပြစ်အလုံးစုံကိုအဖို့အခပေးပြီးရေရာခြေပေးဖို့အပြစ်အခသေခြင်းစိုးကြီးကိုသခင်ခရစ်တော်လူတွေကိုရွေးနှုတ်ကြတင်ဖို့လူစားတိကိုခံယူလိုက်တယ်အံ့ဩစရာအကောင်းဆုံးဘယ်ဖျားမှဒီလိုမလုပ်ဘူးလောကဖျားတွေကငါလူချစ်မှငါလူရပဲဟောနောက်စားဆိုရှိတဲ့ယောက်ျားပဲကွာကြိုးစားရင်ဖျားဖြစ်တာပေါ့ဟာယောက်ျားကြိုးစားဖျားဖြစ်တာမှန်တယ်မိန်းမအတွက်လုံးဝမပါဘူးသွားပြီမိန်းမတွေကြည်စံယောက်ျားအတွက်စားဆိုရှိတဲ့မိန်းမကြိုးစားဖျားဖြစ်တယ်မှမပါဘူးသူကသူသီလရှင်ဘလောက်ပဲဝိကကမ္မထာနေဘလောက်ပဲထိုင်နေယောဂီဘလောက်ပဲဝိဘာဖျားမှဖြစ်လာမှာမဟုတ်ယောက်ျားကတော့ကြိုးစားရင်ဖျားဖြစ်တယ်မဖြစ်ခင်မှာဓမ္မအရှင်ဖျားမြတ်စွာဘုရားဇေယျတော်ဘုရားလို့ခေါ်နေကြရပြီလေလူဖျားတွေပဲသင်္ခါရဖျားကွယ်ပြောက်သွားမယ်ဖျားဖျားဆိုတာမကွယ်ပြောက်ရဘူးရှိကိုရှိရမယ်ဒါကြောင့်ယနေ့မနေ့နောင်ကာလမပြောင်းလဲသောတဆူတီးသောအတုမရှိသောထိုဖျားသည်ဘယ်လိုဖျားလဲတို့သဘောပေါက်ရင်တော့သင်တမလွန်မှာအာမခံချက်ရှိသွားလိမ့်မယ်လူတိုင်းကတမလွန်ကိုရှိတယ်မြေကြီးလက်ခမလွဲတမလွန်ခရီးကတော့ဒီညလည်းဖြစ်နိုင်တယ်နတ်ဖန်ကလည်းဖြစ်နိုင်ပြောလို့မရဘူးတမလွန်ဆိုတာကွေးတော်လက်မဆမ်းမိနော်ကွေးတော်လဲမဆမ်းမီဆန့်တော်လဲမကွေးမီမျက်စိတပိတ်အတွင်းမှာဒီလောကကထွက်သွားနိုင်တယ်တမလန်ဆိုတာဖြစ်သွားနိုင်တယ်ဒါမဲ့လူတိုင်းကဒါမျိုးမှမစင်စားတာငါဘယ်ကဖြစ်လာတာလဲလူဆိုတဲ့ငါဟာဘယ်ကလာတာလဲငါကဧည့်သည်ကနုလို့ကိုတင်စားထားတယ်ငါကလောကကြီးရဲ့ဧည့်သည်ရဲ့အိမ်မဟုတ်ဘူးခမအပိုင်မဟုတ်ဘူးခမနေတဲ့ဒီသင်္ခါရလောကကြီးကခမအတွက်မဟုတ်ဘူးခမအမြဲတမ်းကောက်ကလို့နေလို့မရဘူးသင်ကလောကဧည့်သည်လို့ပြောရင်ဧည့်သည်ဆိုတာအချိန်တန်ရင်အိမ်ပြန်ရမယ်ကိုယ်အိမ်ဘယ်မှာရှိတယ်လဲအဲ့ဒါလေးကိုစဉ်းစားဖို့ပဲငါလောကဧည့်သည်လို့အမိခံထားရင်ဧည့်သည်ဆိုတာကိုယ်အိမ်ကိုပြန်ရနိုင်မယ်ကိုယ်အိမ်ဘယ်မှာရှိတယ်လဲအိမ်ပြန်လန်းကိုလည်းသိရမယ်ဆရာဟွာအဲ့ဒါအတွက်ကိုဒီနေ့ဒီတရားဒေသနာတွေဟာနည်းနည်းလွန်းလာပါတယ်ဘာသာတရားတိုင်းကမဟောပါဘူး
ဘာသာတရားကလှုပ်လေကျင့်လေကြိုးစားလေကုသိုလ်ကောင်းမှုဒါနတွေလှုပ်လေဒါပဲမလှုပ်ရဘူးပြောတာမဟုတ်အဲ့ဒီအရာအားဖြင့်အာမခံချက်မပေးပါဘူးဒီနေ့ကျွန်တော်တို့ကလူရဲ့ကုသိုလ်ကောင်းမှုဒါနသီလဟာဘလို့မှဖျားစီကိုမရောက်တဲ့အတွက်ဖျားလှုပ်ပေးတဲ့ပရမတ္ထကုသိုလ်ဖျားလှုပ်ပေးတဲ့ကုသိုလ်နဲ့ပဲသွားရမှာဖြစ်တယ်ဖျားဘာလှုပ်ပေးတယ်လဲဆိုတာကျွန်တော်တို့နားလည်သဘောပေါက်လို့တယ်ဒါကြောင့်ချစ်တော်ညီကောင်မတို့ဒီနေ့တမလွန်ခီးဟာမြေကြီးလက်ခမလွဲသွားကြရမှာပါသို့တော်လည်းကျွန်တော်ခဏခဏပြောတယ်အထူးအခွင့်အရေးကဘယ်ဘာသာတရားထဲမှာမရှိတဲ့မျက်စိတမိတ်အတွင်းမှာသင်တို့ခန္ဓာကိုယ်တွေဝိညာဏခန္ဓာကိုယ်ဖြစ်ပြီးတော့ဖယားသခင်ချီဆောင်သိမ့်ဆဲမဲ့နေ့ရက်ကဒီကျမ်းစာမှာပဲရှိတယ်ဘယ်ဘာသာမှမရှိဘူးဘာကြောင့်လဲမကြာခင်မှာဘေးဒဏ်ကြီးကာလ9နှစ်ကိုဖြတ်တန်းတော့မယ်ဒီနေ့တာဆူနေပြီအီရန်တို့အာရပ်တို့အစ္စရေးတို့မှာဖယားကိုမသိတဲ့နိုင်ငံနျူကလ িয়ার တွေနဲ့ချတော့မယ်ခလုတ်တစ်ချက်နေုံနဲ့ရာကျသွားမယ့်နိုင်ငံတွေတပုံကြီးပဲဒါကြောင့်သတင်းကောင်းကမရှိတော့ဘူးသို့တော်လည်းအဲ့ဒီစစ်ပွဲကြီးမှာအဲ့ဒီအာမေဂေဒုံဆိုတဲ့တတိယကဘာစစ်ကြီးရဲ့အတွင်းမှာ9နှစ်တိတိကဒုက္ခဆင်းရဲခြင်းသွေးပင်လေဖြစ်သွားမယ့်နေရာမှာသင်တို့ယုံကြည်သူတွေကိုဖယားကဘလောက်အထိပြင်ဆင်ထားတယ်လဲမျက်စိတမိတ်အတွင်းမှာသင်တို့ဟာငါရဲ့ခန္ဓာကိုယ်ဝိညာဏခန္ဓာကိုယ်ငါရှင်ပြန်ထမြောက်တဲ့ခန္ဓာကိုယ်မျိုးနဲ့အတူသင်တို့ကိုငါသိမ်းဆဲမယ်လို့ကျမ်းစာကရေးထားတယ်အမကန်ရရှိတယ်ဒါပေမဲ့ခရိယာနဲ့သေမမသိနာချီဆောင်ချင်းဆိုရရဖြာနဲ့ပတ်သက်လို့ခရိယာနဲ့မသိဘူးအသင်းတော်နဲ့မသိဘူးမယုံဘူးခရိယာသာဖြစ်တာချီဆောင်ချင်းလည်းမယုံဘူးသွားတာဗျာဒါကြောင့်ချစ်တော်ညီကောင်မတို့ဒီနေ့ကျွန်တော်တရားနှမျိုးကိုတော့ကောင်းကောင်းပို့ချပြီးပြီအပြစ်တရားပညာတရားလူဟာလူမှန်းသိရင်မိမိဒီအပြစ်သားဖြစ်တယ်ချက်ပစ်လေကင်းသေးလဲစင်မဟုတ်ပါဘူးမိုးပေါ်ကကြလာတဲ့မိုးကြရွှေကိုမဟုတ်ပါဘူးငါကအပြစ်သားဖြစ်တယ်ဖယားအမြင်မှာငါကိုလူလို့တော့မတတ်မှဘူးမနစ်ကကဲပြန်နှွေးအောင်မနေ့ကဖယားတခင်ကအပြစ်သားကိုဘယ်လိုမြင်သလဲအပြစ်သားကိုဖယားကလူလို့မြင်သလားဟယ်လိုမမြင်ဘူးအပြစ်သားကိုမာနဤသားနော်မဿဲခန်းကြီးရှေ့အငယ်40မှာသင်တို့အဖတ်ဒီဟူသောမာနကနေဆင်းသက်တယ်အမှန်တော့ငါကဖန်ဆင်းရှင်ပဲဒါပေမဲ့မင်းတို့ကမာနစကားကိုနားထောင်တယ်မာနကမင်းတို့ကိုလှည့်စားတယ်ရှေ့ဥစွာမှာမင်းတို့အသက်ကိုတတ်လိုက်တာကအဲ့ဒီမာနပဲဒါကြောင့်မင်းတို့ဟာသူ့စကားနားထောင်တဲ့အတွက်မင်းတို့ဟာငါသားသမီးမဟုတ်ဘူးမာနရဲ့သားသမီးဖြစ်သွားပြီမာနရဲ့သားအဲ့ဒါကိုအပြစ်သားတယောက်ကဘာနဲ့နိုင်ထားတယ်လဲဘာဖယားကဘလို့ပြောမွေဆိုးအမျိုးတဲ့ဒီနေ့လူတွေကမွေဆိုးအမျိုးဖြစ်ကြောင်းကိုသက်သေရှိတယ်လူဟာရှာတစ်ပေါက်တည်းရှိတယ်ဒါပေမဲ့ရှာနှစ်ခွနဲ့လူမွေကဲ့သို့မွေဆိုးကဲ့သို့အစိတ်တောက်ရှိတယ်လူကလူတိုင်းကဖယားရှိခိုးတယ်လေအိုးဖယားတကယ်ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖယားတကယ်ဟာလေလုယာ praise lord အော်နေကြတယ်တောင်းနေအတင်းကပြောနေပြီနှမျိုးလောက်တာဩဃာဂါယကမရှိကဟောဖယားရှိခိုးတယ်တောင်းနေသေခြင်းဆိုမသာဆဲနေပြီဟောပါဇက်ကနှစ်ခုသွားနေတာနှစ်ခုသွားနေတာနှမျိုးကိုလှုပ်နေတာကောင်းတာကိုလည်းပြောတယ်မကောင်းတာကိုလည်းပြောတယ်ဒါကြောင့်မွေဆိုးအမျိုးလို့ပြောနေတာသင်တို့ဒီအဆိုးဖြစ်လက်ကောင်းသောစကားကိုအဘယ်သို့ပြောနိုင်မည်နည်းစိတ်နှလုံးအပြစ်ရှိသည့်တိုင်နှုတ်မွတ်တတ်တယ်သ
သေခြင်းဆိုမသားအတုပဆိုရှောက်ဆဲနေတာဒီပါဇက်ကဒီအထဲမှာရှိတာကိုအကုန်လုံးထုတ်လိုက်တာနောက်တစ်ခုပါလဲဖယားကလူအပြစ်သားကိုဘယ်လိုမြင်လဲခွေးမျိုးဝက်မျိုးတဲ့ဟာမိုက်တယ်နော်ခွေးမျိုးဝက်မျိုးဂိတ်ဆုံးပြီးခွေးမျိုးဝက်မျိုးနော်ဒါကြောင့်နောင်တမရဘူးလေခွေးဆိုတာခွေးမိကောက်ကြီးတော့ဆွတ်တယ်ပြောပြီးသားစကားတွေကိုထက်ခါတလဲလဲလုံနေတဲ့လူဟာခွေးကဲ့သို့အံပတ်စားရတဲ့တူပဲမတောက်တော့ပါဘူးမိမရဲ့ပူညာမပြောတော့တဲ့ငါလည်းနားကြီးလာပြီဘာသာတရားလည်းမကြိုက်ကောင်ငါမိဘတွေလည်းမကြိုက်ဘူးဒါပေမဲ့ငါတောက်မိတယ်စားမိတယ်မပြောတော့နဲ့ငါလုံးဝမတောက်တော့ဘူးဟောတရက်နဲ့ပဲခံတယ်ပစိုးစလဲတိုင်းပြီးပြန်လာပြန်ပြီးဟောခွေးစကားပြောသွားတာမတောက်တော့ဘူးဆိုခွေးအံပတ်စားရတဲ့အတူတူပဲတရားလူဟာဘလုံးမအပြစ်တရားတဲ့ကနေလွတ်မြောက်နိုင်ဖို့နီးလန်းကကိုဘာမှမလုပ်နိုင်ဘူးခွေးတကောင်ကအံပတ်ခဏပြန်စားသလိုလူဟာတော့မိုက်တော့အကျင့်ကိုခဏပြန်ကျင့်ပါတယ်တဲ့ဝက်တကောင်ကလည်းရေဆေးပြီးရင်ဂရီဘာကောဇောပေါ်မှာခင်းထားလို့ဒီဝက်ကဘယ်ပြောမလဲဝတ်ဆိုတာကမစင်တော်တဲ့မှာရှုံ့ပွက်တဲ့မှာပြောလူကလည်းဒုဆိုင်တဲ့မှာလောင်းကစားတဲ့မှာအပြောပွားတဲ့မှာပြည့်တစားအိမ်မှာအရက်ဆိုင်မှာပဲပြောတာဖះเจ้าမှာလူမပြောဘူးဖះเจ้าမှာတရားနာဖို့လူတွေမပြောဘူးဒုဆိုင်တဲ့မှာပျော်မွေ့တယ်လမ်းကျဲတဲ့မှာပဲရှိတယ်ဒါကြောင့်ဝက်မျိုးတွေဖြစ်တယ်ကြောင့်အပြစ်ကိုအဲ့ဒီလိုပဲအပြစ်သားကိုဖះကအဒီလိုပဲမြင်နေတာပဲမဟုတ်ဘူးလားနောက်ဘလို့မြင်တယ်လဲဖះကနော်တီကောင်လောက်ကောင်နဲ့တအားတူတယ်တဲ့လားယောဘဘလောက်လဲယောဘဘလောက်လဲယောဘ25မြင်လေးမှာတို့ဖြစ်လူသည်အဘယ်သို့သန့်ရှင်းနိုင်ပြီနည်းနော်တီကောင်ဖြစ်သောလူပိုးရွာဖြစ်သောလူဟာဘလို့လို့တန့်ရှင်းပါလဲတဲ့လူကတီကောင်ပဲကိုတီကောင်မှမသိလို့တီကောင်ဆိုတာကဘာမြေကြီးကိုပဲဖက်တွေ့ထားတာတီကောင်ဆိုတာမြေကြီးပေါ်မှာတက်လာပြီးပျော်ရွှင်စွာနေထိုင်တဲ့အမျိုးမဟုတ်မြေကြီးပေါ်မှာပဲနေတယ်မြေစီမြေသစ်ကိုပဲစားတယ်မြေကြီးအထဲမှာပဲသေသွားပြီးတော့မြေကြီးမှာပဲနေကုန်ချုပ်တယ်လူကလည်းမြေကြီးပေါ်မှာထွက်လာတဲ့သယံဇာတတွေကိုပဲအာယုံပြုတ်ပြီးတော့မျက်စိကတရိษံမျက်စိနဲ့မြေကြီးကိုပဲရက်ပြီးတော့ကြက်တကောင်လိုရှာစားနေရတယ်ကြောက်တူးတဲ့လူတွေကလည်းမြေကြီးပေါ်မှာလေယာလှုပ်တဲ့ကိုင်းကျုံလှုပ်တဲ့လူကလည်းမြေကြီးပေါ်မှာသူ့မျက်စိအထက်အရာသွားချင်တဲ့မဲ့ဖို့နိဗ္ဗာန်အထက်အရာကိုတခါမှစူးစမ်းတဲ့လူမှမရှိတာမြေကြီးကိုခင်တွယ်လုံးအားကြည့်လို့တီကောင်တကောင်နဲ့တူတယ်တဲ့နောက်တစ်ခုကပိုးရွာကဲ့သို့ဖြစ်တဲ့ရွာစီနေတဲ့အကောင်ကဘာကောင်လဲရွာစီနေမှတော့လောက်ဆိုတာအငြိမ်နေတဲ့အကောင်မှမဟုတ်တာငြိမ်လေးနေတဲ့လောက်မြင်ဘူးလားမရှိဘူးလောက်ဆိုတာဟာမစင်တော်တဲ့မှာအပုတ်ထဲမှာငပိကောင်တွေထဲမှာအိုးရွာစီနဲ့ရွာဖို့တော့လူကလည်းအဲ့ဒါပဲဒူးဆိုင်ထဲမှာပျော်နေရတာအိုးရွာဖို့ထိုးနေတာလူလဲလောက်ကောင်ပါပဲဒါကြောင့်ဖယားကမင်းတို့အပြစ်သားတွေဟာမင်းတို့လူတွေကတီကောင်ကဲ့သို့လောက်ကောင်ကဲ့သို့ဖြစ်နေတယ်ဖယားရဲ့အမြင်မှာအဲ့ဒီလိုဖြစ်နေပြီးကိုတီကောင်မှလောက်ကောင်မှခွေးမှဝက်မှမသိဘဲနဲ့မွေဆိုးသားအောင်နော်ပြီးရင်စာဒမာနသာမသိဘဲနဲ့ကိုအိုးတခါတည်းနော်တရိษံဦးနောက်နဲ့နော်အတွေးအခေါ်တွေနဲ့ပဲကျွန်တော်တို့သွားတာဒါကြောင့်ကျမ်းစာကဘာပြောလဲမိမိညာအားဖြင့်တရိษံများဖြစ်ကြတယ်ဟာလူစစ်ကနေတရိษံဖြစ်တယ်လို့ဖယားကပဲပြောတာဖယားကပဲကျွန်တော်တို့ကိုဆွဆွဲနေတာဟုတ်တာပဲတရိษံစိတ်ပေါက်နေတာလူစိတ်မှမပေါက်တာလူကအဲ့ဒီလိုသွားတာ
ကုသိုလ်ကောင်းမှုလုပ်ကြတယ်အဝတ်ဆုပ်ပေးသလိုပါပဲမတန့်ရှင်းတဲ့ကျွန်တော်ကျမတို့အတွေးအခေါ်မတန့်ရှင်းဘူးစိတ်နှလုံးသားမတန့်ရှင်းဘူးမဖြူစင်နိုင်ဘူးမတန့်ရှင်းတဲ့ကျွန်တော်ကျမတို့ဒီဖယားကိုတင်းလူပူဇော်သမျှကဖယားကအင်မတန်ယုံတယ်အနုတယောက်ကလက်ဖက်တုတ်တယ်လို့ပဲတဲ့အနုလက်ဖက်တုတ်တာကိုခမသရေကြတယ်ဆိုတာရှိသလားအနုကလက်ကနူနေပြီလေလက်ကအရေတွေထွက်နေပြီအတိုးနေပြီနှာခေါင်းထဲမှာလည်းနူနေပြီဩစေတနာရှိလွန်အားကြီးလို့လက်ဖက်ပကံကြီးယူလာပြီးတော့ပစုံကြောက်တဲ့စီရွှဲရွှဲနဲ့အိုးချက်သွန်းကြော်တဲ့အာရပါရနေရောစားတယ်မလားစားမလား Sao? အဲ့ဒီလိုပဲဖယားကအပြစ်သားတွေရဲ့ပူဇော်မှုတွေအပြစ်သားတွေရဲ့ပေးကမ်းမှုတွေကိုအင်မတန်ယွန်တဲ့ဖယားအပြစ်သားတွေပေးကမ်းမှဒီဖယားကကြွယ်ဝတဲ့ဖယားမှမဟုတ်တာကျွန်တော်တို့ကဖယားကိုလူတယ်ဖယားကိုလူတယ်ဖယားကဘာမှမရှိလို့လူနေရတာလားဖယားကိုပေးကမ်းနေရတယ်ဖယားကိုကျွန်တော်တို့ကပေးနေရတယ်ကမ်းနေရတယ်ဆိုဒီဖယားကလူလောက်တော့အစင်မပြေတော့ဘူးလေအဲ့ဒါကိုကျွန်တော်စဉ်းစားတတ်ဖို့လိုတယ်သင်ရပေးမှကမ်းမှလူမှတမ်းမှဖယားကကြွယ်ဝရမဆိုရင်လူလောက်တော့အစင်မရှိဘူးဖယားကဖယားသဘောကအဲ့ဒီလိုမဟုတ်ဘူးလူတွေကိုသာလင်ကျေးဇူးပြုနေတဲ့ဖယားလူသာလေဥဒုရာကိုပေးတဲ့ဖယားကိုလုံးမကိုရတယ်လို့ကိုအထင်ကြီးနေတဲ့ဘာသာတရားတွေအများကြီးရှိတယ်ကိုချစ်မှကိုရမယ်ကိုလုံးမကိုစားရမယ်ကိုလုံးမကိုအရှင်ပြေမှာပေါ့ဟုတ်ပါတယ်ကိုလုံးမကိုစားရတာမှန်ပါတယ်ကိုမလုံးပဲရတဲ့အရာတွေသင်ဘလို့ပြောမလဲသင်မြေကြီးပေါ်မှာနေဖို့မြေကြီးကိုသင်မလုံးတတ်ဘူးသင်ရေတောက်ဖို့ရေထွက်လာအောင်သင်မလုံးနိုင်ဘူးရေမလုံးနိုင်အလင်းရောင်ရဖို့သင်မလုံးနိုင်ဘူးသင်အသက်ရှူဖို့လေရှူဖို့သင်မလုံးနိုင်ဘူးသင်မလုံးနိုင်တဲ့အရာတွေကိုအများကြီးသင်မှရှိတယ်ကိုလုံးမှကိုရတယ်ဆိုရင်လေကိုသင်မလုံးတော့မရှူနဲ့အဲ့ဒီလေကိုဘုရားကမေတ္တာသတော်အနန္တောလူသားတွေစားဖို့တောက်ဖို့အကုန်လုံးကိုပြင်ဆင်ပေးတဲ့ဘုရားဥဒုရာသီနဲ့လူတွေနေထိုင်စားတော့နိုင်ဖို့အတွက်ဥဒုရာသီကိုလည်းဖန်ဆင်းတဲ့လူတွေရဲ့စားဖို့အချိုးအချင်းအဖန်အခါအစမှန်သမျှကိုဖန်ဆင်းရှင်ဘုရားကလုပ်ကိုလုပ်ပေးရတာခမငရုတ်သီးတတောင်စပ်ဖို့ခမမှမလုပ်တတ်တာဘာမှတန်ဖို့မရှိဘူးလေအဲ့ဒါကိုသဘာဝလို့ထိုးချလိုက်ပြီငရုတ်သီးဘာကြောင့်စက်တာလဲလို့မေးချင်သဘာဝကစက်တာပေါ့ဗျာသူဟာသူ့နာမည်ကိုလည်းငရုတ်သီးဖြစ်မှတော့စက်ရမှာပေါ့ဒီအဆက်ဆိုတဲ့စက်နေတဲ့ငရုတ်သီးလေးတစ်တောင်ကိုချိုးပြီးတော့ရှာနဲ့တွတ်ချကလော်သီးဆိုအိုးပူလို့စက်လို့မခံနိုင်ဘူးဒါပေမဲ့အဲ့ဒီအပင်ရဲ့ခြေရင်းအပင်ကိုဆွဲနှုတ်အပင်ရဲ့အမြစ်ကိုရှာနဲ့လိုက်ကြည့်အပင်ရဲ့ပင်စီကိုစားနဲ့ကြည့်မြေကြီးထဲမှာမြုပ်နေတဲ့အမြစ်ကိုရှာနဲ့ကြည့်စက်တဲ့အရာသာတစ်ခုမှမရှိဘူးအသီးမှလာပြီးစက်နေတာဘယ်သူလောက်တာလဲဖယားလုံမပေးလူစားခွင့်မရှိဘူးဒီနေ့အာဂါသကောင်းကင်ကိုပြန်သွားပြီးလှုပ်ဆောင်နေတဲ့ဂျိုရုတို့နော်ကောင်းကင်ကိုပြန်တန်းနေတဲ့နော်ဂျိုရုတွေတီထွင်လို့ရရင်ရမယ်သိပ္ပံပညာရှင်တွေနော်အာဂါသကောင်းကင်ကိုပြန်နိုင်တဲ့အရာတွေကိုလုပ်နိုင်ငရုတ်သီးလေးတစ်တောက်ကိုပါရဂူကိုသွားပေးလိုက်တော့ကဲပါရဂူဒီငရုတ်သီးလေးတစ်တောက်ကိုခင်ဗျားလုပ်ပြမလုပ်နိုင်ဘူးတရားလူမလုံနိုင်တော့ငရုတ်သီးကိုဖျားလုတ်ပေးမှစားရတယ်လို့အသိတရားမဝင်မချင်းဖျားကိုသင်သိမှာမဟုတ်မြင်မှာလည်းမဟုတ်တရားဒီနေ့ကျွန်တော်တို့စားနေတဲ့လောကမှာစားသုံးနေတဲ့အချိုးအချင်းအဖန်အခါအစအရသာဒီအရာတွေအားလုံးကို
စားသုံးနိုင်ဖို့မေတ္တာသာတော်အနန္တောဆိုတဲ့ဖရာရဲ့မေတ္တာနဲ့ဖန်ဆင်းခြင်းကိုကျွန်တော်တို့သဘောပေါက်ဖို့လို့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေအများစုကတော့ဖန်ဆင်းခြင်းမယုံဘူးလေဒါကြောင့်စန့်ကျင်ဘက်စကားပဲကတုံးကတိုက်ပဲပြောတယ်ဟုတ်တယ်သူတို့ဖယားဆိုတာမဖန်ဆင်းနိုင်ဘူးလို့ထင်တာကဟုတ်တယ်သူတို့လောကသင်္ခါရဖယားကတပါးမှဖန်ဆင်းခြင်းမဟုတ်တာသူတို့ကလောကမြေကြီးမှာဖယားလို့ခေါ်တဲ့ပုဂ္ဂိုလ်တွေမဖန်ဆင်းနိုင်ဘူးလူတွေဖြစ်လို့မဖန်ဆင်းနိုင်ဘူးသိကြတယ်ဒါမှအနန္တတကုရှင်သဗ္ဗညုတဒိဋ္ဌစက်ကိုတသုတိသောဖယားအတုမရှိသောအနန္တတကုရှင်ကဖန်ဆင်းရှင်ဖြစ်တာကိုသူတို့သဘောမပေါက်ဒါကြောင့်ဖယားချင်းကျွန်တော်ပြောနေတာဖယားချင်းမတူဘူးနော်လောကသင်္ခါရဖယားနဲ့အတုမရှိသောတဆူတိတဲ့ဟာလုံးဝမတူပါဘူးဒါကြောင့်လောကဖယားတွေကဖန်ဆင်းရှင်ဖယားဆိုတာဖန်ဆင်းရှင်မဟုတ်ပါဘူးသဗ္ဗေသတ္တကာမတရာသူဟာသူဖြစ်တာဆိုပြီးတော့သူဟာသူလို့လွဲချလိုက်တယ်ခုနေ့ကဒါရှင်းပြီးပြီရှင်းပြီးလို့တယောက်ကတော့ထပ်ပြီးတော့ကရုံးကတိုင်းထားလို့လိုက်သေးတယ်သူဟာသူဖြစ်တယ်ဆိုတဲ့သဘာဝကိုပဲထိုးချလိုက်တယ်သူဟာသူဆိုကြတဲ့ကနံစားကိုအသုံးပြုတယ်နာမည်မှမသိတာထာဝရဘုရားကနာမည်မရှိဘူးလေငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်သူဟာသူဆိုကြတဲ့ကပိုင်ရှင်ကရှိနေတယ်သူဆိုတာဒီနေ့နံစားတဲ့ဟီတို့ရှီတို့အစ်တို့ဆိုတာနာမည်မထည့်ဘူးလေဟီဆိုတာဘာလို့လဲရှီဆိုတာသူမဟီတို့ရှီတို့အစ်တို့ဒါကြောင့်သူဟာသူဖြစ်ကြတယ်ဆိုတာပိုင်ရှင်ကရှိပြီးသားလေဒါဘသူဟာလဲသူဟာဟောပိုင်ရှင်ရှိတယ်ဒါဘသူပစ္စည်းလဲသူပစ္စည်းဟောသူဆိုတဲ့နံစားရှိတယ်ဒီနေ့ကဘာမိုးမြစัจ java လာကြီးကိုလဲပိုင်ရှင်ဖြစ်တဲ့ဖယားကိုမသိမချင်းတဘာဝနဲ့ပဲလမ်းဆုံးနေကြမှာပါဒီနေ့ပုရုဇဉ်လူသားတိုင်းကအတွေးအခေါ်မမီတော့ဘူးဆိုရင်သဘာဝကိုထိုးချစ်လိုက်တာပါဒါကြောင့်သဘာဝတရားရဲ့နောက်ွယ်မှာအသက်ရှင်တော်မူသောတဆူတည်းသောဖယားကကျိုးကင်ထားတယ်ဆိုတာကိုသဘောပေါက်ဖို့လိုတယ်သဘာဝရဲ့တရားရဲ့နောက်ွယ်မှာထိုဖယားကရှိနေပါတယ်ဖန်ဆင်းခြင်းဆိုတာကဘာကိုပြောတာလဲတီထွင်တယ်ကြံစတယ်နော်ကြံစီတယ်ရည်ရွယ်တယ်အားလုံးကိုတတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်တရားဖန်ဆင်းတယ်ဆိုတာတီထွင်ကြံစပြုလုပ်သောပုဂ္ဂိုလ်ကိုခေါ်တာဖြစ်တယ်သဘောကအိမ်တစ်ဆောင်ကလက်သမားမလုပ်ဘဲနဲ့အိမ်မဖြစ်လာတာလက်သမားဆိုတာပိတုကပဲသူတီထွင်လိုက်တာသူဖန်ဆင်းလိုက်တာပဲဒီမှာပိုင်ဆိုင်ကျွန်တော်တို့သုံးစွဲနေတဲ့အသုံးဆောင်ပစ္စည်းတွေအားလုံးကုမ္ပဏီရှိတယ်ပိုင်ရှင်ရှိတယ်ဒီဟာတွေကပိုင်ရှင်ကိုမသိပါဘူးအဲ့ဒီသဘောပဲဒါကြောင့်လူတွေကဖန်ဆင်းရှင်မသိဘူးလေဖန်ဆင်းခံထားရတဲ့ပြုလုပ်ခြင်းခံရတဲ့အသုံးအဆောင်တွေကဘယ်သောအခါမှပိုင်ရှင်ကုမ္ပဏီတွေကိုမသိဘူးဒါကြောင့်ကုမ္ပဏီပိုင်ရှင်မရှိဘဲနဲ့အလိုလျောက်ပစ္စည်းကတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာတယ်ဆိုတော့ဘာမှမရှိဘူးဒီနေ့ကဘာမိုးမြစัจ java လာနေလက်ကျဲနက်ခတ်တွေကပိုင်ရှင်ပြုလုပ်သူမရှိဘဲနဲ့ဖြစ်လာစရာအကြောင်းမှမရှိတာသဗ္ဗေသတ္တကာမတရာသူဟာသူဖြစ်တယ်ဆိုကြတဲ့ကသူဟာသူဆိုတာဘယ်သူကိုပြောတာလဲသူဆိုတဲ့နံစားကိုသုံးထားပြီအဲ့ဒီအတွေးအခေါ်ဝင်လာမှဖယားဆိုတာသဘောပေါက်လိမ့်မယ်ဒါကြောင့်ချက်တော်ခြင်းကိုဘောင်းမတော်ဒီနေ့အပြစ်တရားထဲမှာနှစ်မွန်းနေတဲ့လူသားတွေ၆ပြစ်ကင်းသဲလဲစင်မဟုတ်တဲ့အတွက်ကြောင့်တမလွန်ခရီးကိုသွားကြစရန်ဆိုရင်မိမိရဲ့ကုသိုလ်ကောင်းမှုဒါနသီလကိုအားကိုးနေကြတယ်
ဒါကြောင့်လေအာကုလို့မရအကြောင်းကိုလေကုသိုလ်တပည့်ငရဲတလေတဲ့ကုသိုလ်တပည့်ငရဲတပိတ္တာအမခံချက်မရှိဘူးတရားသင်သည်တမလွန်မှာကောင်းရာသူဂရိတစ်ခုရောက်နိုင်ဖို့တို့ကဖျားပါမှရမယ်ဖျားလုပ်ပေးမှရမယ်ဒီဘက်မှာကဘာကြီးတစ်ချမ်းရှိမယ်ဒီဘက်မှာကောင်းရာသူဂရိတစ်ခုရှိမယ်သင်ဘလောက်ပဲကောင်းမှုကုသိုလ်တရားတွေထိုးသင်အဲ့ဒီတရားကျိုးနေတာသင်မှမသိတာသင်ရဲ့တရားကကာယကံနဲ့လည်းကျိုးသွားတယ်ဝစီကံနဲ့လည်းကျိုးသွားတယ်မနောကံနဲ့လည်းကျိုးသွားတယ်ဟေမှာတစ်ဖက်ကန်းကိုသွားဖို့အတွက်တရားထိုးနေတာပါဘာသာတရားဆိုတာတရားထိုးတဲ့အဖွဲပါဘာသာတရားဆိုတာဟိုဘက်ကန်းကိုရောက်နေဖို့ဘယ်နည်းနဲ့သွားရမယ်ဆိုတာကိုတရားထိုးခိုင်းတာပါဒါမဲ့ကိုလျှောက်တဲ့တရားကျိုးနေတာဘယ်သူမှမသိဘူးမရိပ်မိဘူးရှင်းနေတဲ့တရားက5ပါးသိလားတပါးလောက်ပြည့်ရင်လည်း4ပါးကြံသေးတယ်လို့ပြောနေတယ်မရဘူး4ပါးကြံလဲတပါးကပြည့်သွားပြီဒါကြောင့်ကျွန်တော်တို့အဲ့ဒီသဘောနဲ့သွားလို့မရတော့ဘူးဒါကြောင့်ဘာသာတရားဆိုတော့ဘာလို့လဲအကျင့်တရားနဲ့သွားခြင်းတဲ့လူတွေကုသိုလ်ကောင်းမှုနဲ့သွားခြင်းတဲ့လူတွေဒါနသီလနဲ့သွားခြင်းတဲ့လူတွေဘာသာတရားကိုခုတုံးလုပ်ပြီးတော့သွားခြင်းတဲ့လူတွေတခုမှတမလုံးကိုမရောက်နိုင်ဘူးအားလုံးကအပေပုံပဲရောက်တယ်ဒါကြောင့်ဖယားလှုပ်ပေးတဲ့ပရဖထကုသိုလ်ဖယားကအသက်ပေးတဲ့အသွေးသွန်းတဲ့မင်းတို့ရဲ့ပြစ်မှားလွန်ကျူးသောအပြစ်တွေကာယဝစီမနောကိုငါကိုယ်တိုင်ရေရာခြေပြီးတော့ဒီနေ့ကားတိုင်တကိုးနဲ့ဟိုဘက်ကန်းကိုကားတိုင်လမ်းဖြင့်မင်းတို့အိမ်ကိုပြန်လာခဲ့တော့ဟာလေလုယာဒီနေ့သချင်းသာဆိုတဲ့ခရိယာနေကားတိုင်လမ်းဖြင့်အိမ်သို့ပြန်ရောက်နိုင်သည်ခမရပြန်နိုင်မဲ့နီလာကကားတိုင်လမ်းပဲရှိတယ်ခရိယာနေဆိုရတဲ့သချင်းအာရပါရဆိုတဲ့အတိတ်ပဲနားမလဲဘူးသင်ပြန်ရမဲ့လမ်းကကားတိုင်လမ်းကနေတက်လျှောက်ပြီးတော့ဟိုဘက်ကမ်းမှာရှိတဲ့နေဆာထာဝရအစဉ်တည်မြဲတဲ့နိုင်ငံကြီးကိုကူးပြောင်းဖို့ကားတိုင်လမ်းနဲ့ပဲသွားရတယ်ဒါကြောင့်ကားတိုင်တကူကိုသိစေရှင်နဲ့ခရစ်တော်ရဲ့အသွေးသွန်းတဲ့အသွေးတော်တကူဒီနှမျိုးဟာကေတင်ချင်းတရားမှာတအားလေးနေတဲ့ကျမ်းစာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်ဟုတ်ပြီဒီနေ့ခေါင်းစဉ်ရေးမယ်နော်ခေါင်းစဉ်ကကေတင်ချင်းကျေးဇူးတရားဆိုတဲ့ကေတင်ချင်းကိုကျွန်တော်ခဏစပြီးတော့ပြောမယ်ကျမ်းချက်တွေပဲပြောမယ်နော်ဘလို့လေ့လာရမလဲကဲတင်ချင်းရဲ့ကျမ်းပိုက်အစကဲတယောက်ပြောမယ်ဟိုနေ့ကသင်ထားပြီးကဲတင်ချင်းရဲ့ကျမ်းပိုက်အစကဘာလို့လဲဘာလဲညိုအပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းငှာဘုရားခင်အလိုတော်ရှိ၏ကျမ်းညွှန်ပြောမယ်တိနိလေဟုတ်တယ်ဒါကြောင့်တိနိလေကကဲတင်ချင်းရဲ့အစပထမဆုံးဒါကြောင့်ယုံကြည်သူခရိယန်တော်တော်များများကအဲ့ဒီကျမ်းပိုက်ကိုဗမာသုံးလဲဆိုခရစ်မတ်တွေမှာစာတန်းကြီးတွေနဲ့လောကဝမ်းမြောက်ဖျားကြွလာရေးမယ်အဲ့ဒီအောက်မှာဘာထရေးအောင်မလဲနော်လူအပေါင်းတို့သည်ကယ်တင်ခြင်းတို့ရောက်သမန်တရားနောက်ထပ်ပါရေးမလဲယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကကိုကြွလာတယ်ဒါဆိုရင်ဒီလောကကိုလုံငတ်သောသက္ကရာ2000 AD ကနော် AD တစ်ခုနှစ်နှစ်ခုနှစ်အတိကြတော့တိကျတွက်လို့မရတော့လဲ AD အစမှာခရစ်တော်ကနေစခဲ့တာဖြစ်တဲ့အတွက်ကြောင့်သခင်ခရစ်တော်ယေရှုသည်လူစားတိကိုခံယူပြီးတော့အပြုကညာမာရိဗိုက်ထဲမှာမွေးဖွားတန့်စင်ခဲ့တဲ့ထိုဖျားအကြောင်းကိုကျွန်တော်တို့လေ့လာရတော့မယ်သူကကယ်တင်ရှင်ရဲ့
ဒါရိုက်တာဇက်ကောင်တစ်ကောင်ဖြစ်နေပြီသူ့အကြောင်းမသိဘဲနဲ့ဘာမှကိုးကွယ်လို့မရဘူးသူ့အကြောင်းကိုလေ့လာရမယ်လေ့လာတဲ့အချက်ကတော့11:15ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူ၏အဲ့ဒီအပိုင်းလေးပဲအဲ့ဒါလေးကိုလေ့လာတဲ့အခါမှာကယ်တင်ခြင်းရဲ့သဘောတဘာဝကိုကောင်းကောင်းနားလည်ပါလိမ့်မယ်ဒါဆိုရင်လေ့လာရမယ့်ပုဂ္ဂိုလ်ကဘာလို့လဲယေရှုနာမည်ကယေရှုလို့ပြောတော့ရေထဲမှာရှုရတာလားရေထဲမှာရှာရတာလဲသွေထိုးရက်ကောက်ရေနဲ့သွေထိုးရက်ပလဲရေနဲ့ကွဲသွားပြန်ပြီဒါကြောင့်ယေရှုလို့ပြောတဲ့ခါတိုင်းခရိယာတွေကလည်းရေငုတ်တာကရှိတာကိုရေထဲမှာရှုရတာလားရေထဲမှာရှာရတာလဲတခါတည်းမင်းတို့ကိုခေါင်းကိုငုတ်ထားလိုက်မယ်နှစ်ထားလိုက်မယ်နော်မဖော်မချင်းယေရှုတွေ့ပြီလို့မပြောမရှင်မင်းတို့ခေါင်းမှာရေထဲမှာခေါင်းနှစ်ထားလိုက်မယ်နော်အဲ့ဒီလိုဝါဒဖြန့်တဲ့လူတွေကလည်းအများကြီးပဲတကယ်တော့မဟုတ်ဘူးယေရှုဆိုတာဗမာတန်ပုံနဲ့ဗမာအခရာနဲ့ရေးတဲ့အတွက်ကြောင့်သွေးထိုးရပ်ပလဲရေးနော်ရက်ကောက်နှချောင်းနဲ့ရှုနဲ့ရေးထားတယ်အမှန်တော့ Jesus လို့ရေးတာ Jesus ကိုဘာသာပြန်တော့ယေရှုပေါ့ဗျာနော်ဒီတမန်ကျမ်းစာကိုဘာသာပြန်ပြီးရေးပေးတဲ့နော်ဒီနေ့ဆရာယူဒတန်ကအဲ့ဒီလိုဘာသာပြန်ထားတာကိုအမှန်တော့ Jesus ယေရှုအဲ့ဒီဖယားအကြောင်းကိုကျွန်တော်တို့လေ့လာရအောင်မယ်ဒါပေမဲ့ယေရှုကလာတဲ့အချိန်မှာဖယားလို့မလာတာကပြဿနာလူလိုလာမဟုတ်ဘူးလို့သွားထင်တော့လားကဲနောက်ထပ်ကျမ်းစာတစ်ပိုက်ရေးမယ်ကယ်တင်ရှင်ကျမ်းပိုက်ကိုစမယ်ဖိလိပ္ပိအခန်းကြီး1အငယ်ခွန်ဖိလိပ္ပိအခန်းကြီး1အငယ်ခွန်ဘလို့လာသလဲယေရှုလောကကိုဘလို့လာသလဲတယောက်ဖတ်မယ်ဖိလိပ္ပိအခန်းကြီး1အငယ်ခွန်တွေ့ရရင်ဖမ်းတော့မှာရှာလို့မတွေ့တယ် ဘလို့မရဘူးလား တွေ့သေးဘူးလား ဒီနေ့အငယ်ခုနဆရာ မရဘူးဆရာ ကျွန်တော်ခုပေးတဲ့ကျမ်းပိုက်တွေအားလုံးကလည်းသင်တို့အလွတ်ချစ်ကြမယ်ကျွန်တော်တို့ခရိယန်တွေက ဒီမိအ သူများတွေကသူများဘာသာတရားတွေကလေအာဂုံဆောင်နေတာနော်ကျမ်းစာတွေကိုဒီနေ့ခရိယန်တွေကတစ်ပိုက်နှစ်ပိုက်လေးဖတ်ဖို့တောင်းမှအိုးလုံးဝအထဲကိုမရောက်တာသူများဘာသာနဲ့ရှင်ကြာတာဒါကြောင့်ကျွန်တော်ရခိုင်မှာသာသနာပြုတဲ့အခါမှာစာအုပ်ကြည့်ပြီးသားတရားဟောပြီးဆိုသွားပြီးအဲ့ဒါမှာစာဟောเสียပဲလုံးဝအထင်မကြီးတော့တာမင်းတို့ကကွာကျမ်းစာလေးတစ်ပိုက်နှစ်ပိုက်ဖတ်ဖို့ကိုရှာနေရတာမပြီးတော့ဘူးငါတို့ဘုန်းကြီးတွေကဘာကျမ်းစာအုပ်မှမကင်မဲနဲ့အာကုံဆောင်သွားတာတနေ့ကုန်ဖတ်တော့တာ ဒီမိအတရေကိုစွန့်၍အစေခံကျွန်းဤတဒံကိုဆောင်ယူလျက်လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ ဖွားမြင်ခြင်းအစကမိမိအသရေကိုစွန့်တယ်အသရေဆိုတာဘုံစည်းစိမ်အနန္တတကူကိုပြောတာဖယားကမိမိဘုံအသရေစည်းစိမ်ကိုစွန့်တယ်ဆိုတာကောင်းကင်ဘုံမှာထားပလိုက်တာမြေကြီးကိုလာဖို့ဒီဘုံစည်းစိမ်နဲ့သူမလာတော့ဘူးဘုံစည်းစိမ်နဲ့လာရင်လည်းလူတွေကဒီတကူကိုမမြင်နိုင်ဘူးဒါကြောင့်မိမိအသရေကိုစွန့်၍အစေခံလိုလာတယ်ကျွန်းလိုလာတယ်လူလိုလာတယ်လာပုံလာနည်းဘယ်နှမျိုးလဲဘယ်နှမျိုးလဲဘယ်နှမျိုးလဲသုံးမျိုးနော်ပထမတစ်မျိုးကဘာလဲအစေခံလိုလာတယ် အစေခံ ကျွန်းလိုလာတယ်လူလိုလာတယ်ဖယားကလူလိုလာတယ်ကျွန်းလိုခိုင်းချင်တာခိုင်းငါလုပ်မယ်အစေခံလိုကျွန်းလိုလူလိုလာတယ်ဖယားလိုမလာဘူး
လာမဲ့လာတော့လေဘယ်လူမျိုးတွေစီကိုလာလဲသူရွေးချယ်ထားတော့လူတစ်မျိုးဟိုတမောင်ခေါင်းကာလမှာအာဗြဟံဣစေယာကုပ်အားဖြင့်ဖယားရွေးထားတဲ့လူတစ်မျိုးရှိတယ်အဲ့ဒီလူမျိုးကဉာဏ်ပညာအထက်ဆုံးဒီနေ့ကဘာမှာအတော်ဆုံးဆိုတဲ့ဂျူးတွေကိုလာတာတဘောကအဲ့ဒီအချိန်ကဗမာပြည်ရှိမယ်ဗမာနိုင်ငံရှိမယ်ဗမာလူမျိုးတွေရှိမယ်ဉာဏ်ပညာလည်းအတော်ဆုံးဆိုရင်ဗမာလူမျိုးထက်ကိုတူလာလိမ့်မယ်ဒါပေမဲ့လွန်ခဲ့သော BC 4000ထဲမှာဖယားသခင်ရွေးကောက်ထားသောလူစုတွေထဲမှာအာဗြဟံဣစေယာကုပ်ကနေဆင်းသက်လာတဲ့ယာကုပ်အနွယ်ဂျူးကိုဖယားကရွေးလိုက်တယ်ဘာလဲအဲ့ဒီလူဟာအင်မတန်မှပဲစရိုက်ကျမ်းတယ်နော်ကြမ်းတမ်းခက်ထန်တယ်နှလုံးသားမာတယ်နော်အချိန်ချင်းဖယားကသူ့ကိုနော်ကောင်းကြီးပေးတယ်ဒါပေမဲ့ဖယားနဲ့လွဲချော်တယ်ပြောရရင်တော့ဂျူးတွေဟာဒီနေ့ထက်ထိနော်နားကောက်နေတဲ့ဂျူးတကြောင်အဲ့ဒီသူရွေးချယ်တဲ့ဂျူးတွေကိုပဲအဲ့ဒီဂျူးပုံစံနဲ့လာတယ်ဂျူးပုံစံဆိုယေရှုကဂျူးပုံစံလေဂျူးလူမျိုးလေအဲ့ဒီလူမျိုးရဲ့တဒံကိုယူပြီးတော့လာတယ်ဗမာပြည်ကိုလာမဆိုရင်ပင်နီတိုက်ပုံလေးနဲ့လေကရုံးလေးနဲ့လာခြင်းလာမှာပေါ့ဒါပေမဲ့ဂျူးနိုင်ငံကိုလာတော့ဂျူးလူမျိုးပုံစံနဲ့နှာခေါင်းရှေးရှေးနှဖူးပြောင်းပြောင်းဇပင်ကလည်းအိုမီတာလမ်းသေးလို့အဲ့ဒီပုံစံနဲ့လာတာတဲ့ဗမာလူမျိုးတွေကအဲ့ဒါကိုကြည့်ပြီးတော့ဟာမင်းတို့ဖယားကလည်းဘလူဟာတော့ဟောလမ်းသေးလို့ပါလားမွေးတော့လဲအပြိုကညာမှာမွေးတယ်။အိုးနိုင်ငံခြားဖယားမျက်နှာပြူဖယားအင်္ဂလိပ်ဖယားနေချက်ဖယားလို့အိုးပုတ်ခါတာစုံနေတာပဲမြန်မာလူမျိုးတွေဒါပေမဲ့ယေရှုကဘာတူလဲလို့ဂဂနာနာမလေ့လာမိတဲ့အတွက်ကြောင့်ပုတ်ခတ်မှုအပေါင်းနဲ့ပဲနော်တရဖူဆောင်းသွားတာကယေရှုပါပဲပုတ်ခတ်မှုအပေါင်းနဲ့ဒီနေ့ထက်ထိကျွန်တော်တို့နိုင်ငံကပုတ်ခတ်နေတော့မယ်လေနိုင်ငံခြားဖယားအင်္ဂလိပ်ဖယားနေချက်ဖယားမျက်နှာဖြူဖယားနော်အားတို့နဲ့မဆိုင်ဘူးနိုင်ငံခြားဖယားလို့ဆွဆွဲလိုက်တယ်လေတကယ်သူတို့ကိုးကွယ်တဲ့ပိဋကထဂေါရမကကိုနိုင်ငံခြားဖယားမဟုတ်လို့ဘောဓုဖယားလဲပြည်တွင်းဖြစ်ဖယားလားပိဋကထဂေါရမပြည်တွင်းဖြစ်ဖယားလားမဟုတ်ဘူး နိုင်ငံခြားဖယားပဲလေသူလည်းကလားပဲလေဘာလို့ပုတ်ခတ်နေတာလဲကိုကိုတဲ့ဖယားကပြည်တွင်းဖြစ်ဖယားမဟုတ်ဘူးလေကောင်းကောင်းကျွန်တော်တို့တွေးခေါ်တတ်ဖို့လိုတယ်သူများဘာသာကိုသွားဆွဆွဲမနေတဲ့ကိုကိုတဲ့ဘာသာကလည်းကလားပဲလေကလားကိုပဲပြီးကလားကိုသေအောင်မုန်းတာဒီနေ့ဗမာတွေပဲကလားတွေကိုနေစရာထိုင်စရာမရှိအောင်ပါးတွေနားတွေဆွဲပြီးရိုက်နေကြတာကိုးကွယ်တာကကလားပဲလေလွဲနေကြတယ်လွဲလဲကောင်းပါတယ်ဆိုတဲ့သချင်းအတိုင်းပဲဟုတ်တယ်မလားဒါကြောင့်အခြေခံလေ့လာမှုတစ်ခုကယုံသည်ဖြစ်စေမယုံသည်ဖြစ်စေကိုးကွယ်သည်ဖြစ်စေမကိုးကွယ်သည်ဖြစ်စေလေ့လာမှုတစ်ခုအားဖြင့်သင်ဟာဘဟုတုထနဲ့အကျွမ်းဝင်ပြီးတော့သင်ရဲ့အတွေးအခေါ်တစ်ခုကတော့မြင့်လာတယ်လေ့လာမှုအားနည်းတွေကတော့ပုတ်ခတ်မှုအပေါင်းနဲ့ပဲသွားတာပါဒါကြောင့်ဒီသခင်ယေရှုခရစ်တော်ကလူစားတိခံယူတယ်လူလိုလာပေးတယ်ဖယားလိုလာရင်လူတွေမမြင်ရဘူးတကိုးရှင်ဖြစ်တဲ့ဖယားကဥပမာဗျာရှင်းပြမယ်ဖယားနဲ့လူနဲ့ဘယ်လိုကွာသလဲလူနဲ့ပရွက်စိတ်နဲ့ဘယ်လောက်ထိကွာသလဲအဲ့ဒီကွာခြားမှုကိုသိဖို့လို့ထညက်ခဲတခဲတကာခဲကြီးတခဲမှာချထားလိုက်တဲ့နဲ့တအောင့်နေပရွက်စိတ်တွေမဲ
သေးနေအောင်လာလိမ့်မယ်သင်ကအဲ့ဒီထညက်ခဲကိုကြည့်ပြီးတော့ထညက်ခဲထဲမှာပရွက်စိတ်တွေမဲသေးနေပါလားထိုင်နေတဲ့ဂုတ်ကြားဆိုတဲ့ခွေးကလည်းထညက်ဆိုရင်တအားကြိုက်တာတောင်းနေထလာပြီးတော့အဲ့ဒီထညက်ခဲကိုသူဝါစားတော့မှပရွက်စိတ်တွေရှိမရှိခွေးကပရွက်စိတ်ကြောက်မှာမဟုတ်ဘူးအဲ့ဒီတော့ခမည်းကလူဖြစ်တယ်ပရွက်စိတ်ကိုခမည်းကြည့်နေတယ်ဟာခွေးကောက်စားရင်တော့သေကုန်တော့မှာပဲဒီပရွက်စိတ်တွေမျိုးကန့်တော့မှာပဲခမည်းကတနာပြီးတော့ဟိတ်ကောင်နေပြေးတော့မင်းတို့ကိုဟိုမှာခွေးကောက်ကြကြည့်နေတယ်မကြခင်သူကောက်စားရင်တော့မင်းတို့ပရွက်စိတ်တွေအားလုံးသေတော့မှာတော့ပြေးတော့ဟိတ်ကောင်နေပြေးဘလောက်ပဲပြောဒီပရွက်စိတ်ပြေးမလားမေးကြည့် မပြေဘူးမပြေ ပြေး ဘူး မလား မပြေဘူး ခမည်းအော်တဲ့အတန်ကိုသူကြားနေသလား ကြားဘူး ပရွက်စိတ်မျက်စိကခမည်းကိုမြင်နေသလား မမြင်ဘူး ဒါပေမဲ့ခမည်းကဘသူ့ကိုမြင်လဲပရွက်စိတ်ကိုခမည်းမြင်တယ်ပရွက်စိတ်ကကိုယ့်ကိုမမြင်ဘူးကိုဘလောက်ပဲအော်ဖယားရဲ့သဘောကအဲ့လိုပဲလူတွေကဖယားကိုမမြင်ဘူးရှိနေတယ်ဖယားကကိုယ့်ကိုမြင်နေတယ်ကိုကလည်းပရွက်စိတ်ကိုမြင်တယ်ပရွက်စိတ်ကကိုယ့်ကိုမမြင်ဘူးကိုဘလောက်ပဲအော်သူမပြေးဘူးလေဒါဆိုဒီပရွက်စိတ်ကိုလူသားတယောက်အနေနဲ့ကယ်တင်ရှင်လုပ်ချင်ရင်ဘယ်ဘဝသွားမလဲ ပယောစိတ်ဘဝ ပရွက်စိတ်ဘဝကိုသွားရတော့မယ်အဲ့ဒါပဲကယ်တင်ခြင်းဆိုတဲ့သဘောကဒီနေ့လောကလူသားတွေကအပြစ်နွန်ထဲမှာနစ်နေပြီအတုံးအယုံနစ်နေပြီသေတဲ့နဲ့ငရေသွားရတော့မယ်အဲ့ဒီလူသားတွေကိုကယ်တင်ဖို့မေတ္တာတော်အနန္တောကလူစကားပြောပြီးလူလိုလာမှစကားနားလည်မှာပေါ့ကယ်တင်ခြင်းကအဲ့ဒီသဘောလေဒါမှခရိယာနေအဲ့ဒီအထိမပြောဘူးမဟောဘူးယေရှုနဲ့ကိုချစ်တယ်လက်ဝါးကားထဲမှာအသေးခံနဲ့အဲ့ဒါယုံလိုက်ရင်နေအပြစ်လွတ်တယ်အဲ့ဒါနဲ့ပဲသွားနေတာဘယ်သူမှမပြောင်းလဲနိုင်ဘူးကယ်တင်ခြင်းရဲ့အဓိကနဲ့နေတဲ့အရာကိုတစ်မျိုးပြီးတစ်မျိုးဖိတ်ဆိုပြီးမှလူကဘာလဲဒုံးဝေးနေတာလူကပဇွန်ဥနောက်နဲ့သွားတာဘလို့မှအဆင်မပြေဘူးလူတယောက်ပြောင်းလဲဖို့ဆိုတာဖယားလောက်မှရတာတရားဖယားလောက်မှဖယားသိမှဖယားပြောခိုင်းတဲ့စကားကိုပြောမှလူကပြောင်းလဲတာငါပြောလိုက်ရင်ပြောင်းလဲမယ်ငါပြောလိုက်တာနဲ့သူကဲတင်ချင်းရမဟုတ်ဘူးခမည်းပြောလို့မဟုတ်ဘူးဖယားလောက်ပေးမှရမှာငါခမည်းတော်မသွေးဆောင်ရင်ငါထံကိုဘယ်သူမှမလာဘူးကိုမယုံကြည်သူအဖြစ်ထိုင်တန်းတော်နဲ့မှညီကို2ယောက်ရှိတယ်ပုဂ္ဂိုလ်2ယောက်ရှိတယ်သူတို့ပြောင်းလဲဖို့ကျွန်တော်ဟောလို့ပြောင်းလဲမှာမဟုတ်ဘူးဖယားလုပ်ပေးမှပြောင်းလဲမှာအာမင်ဒီတိုင်းသူတို့မပြောင်းလဲဘူးဖယားကသူ့ရဲ့ဝိညာဉ်ဖယားကပိုင်နေပြီးသားဖယားကသိခွင့်ပေးမှသူသိမှာအာမင်ဖယားသိခွင့်မပေးရင်ဒုံးဝင်းနေပါအောင်မယ်ဘာအချိန်ချင်းကြားရမယ်ဒီသတင်းကောင်းကဒီသတင်းကနော်ဒီနေ့ကေတင်ချင်းဆိုတာအချိန်ချင်းကြားမှဘွားခနဲ့ဖွင့်သွားတာတခါတည်းနဲ့ရတဲ့ကိစ္စတော့မဟုတ်ဘူးဘယ်စာဒမာနကဘယ်အလွတ်ခံမလဲနှစ်ပေါင်းများစွာကျွန်တော်တို့ကိုကောက်ကပ်ပြီးတော့ကျွန်တော်တို့ကိုကြိုးနဲ့ခြိထားသလိုဘယ်တော့မှအလွတ်မခံဘူးလူတယောက်ကေတင်ချင်းရဖို့ဟာစာဒမာနကတင့်ထက်ပါတာပေါ့ဘယ်ပေးမလဲဒါကြောင့်စာဒမာနလက်ကလွတ်မြောက်နိုင်ဖို့အတွက်နေပရိရဲ့အမျိုးမျိုးနဲ့ကျွန်တော်တို့ကဝိညာဉ်တိုက်ပွဲနဲ့ဝိညာဉ်တွေကိုဘယ်လိုရပြီးတော့ဖျားနိုင်ငံကိုဘယ်လိုပို့မလဲဆိုတာဝိညာဉ်တိုက်ပွဲနဲ့သွားရတဲ့ကိစ္စဖြစ်တယ်လူတယောက်ရဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာကိုစက်ကရတဲ့အစာရှောင်ရတဲ့ဆုတောင်းရတဲ့ဖျားကိုအမြဲတမ်းဖျားတကယ်ဝိညာဉ်ပေးပါပျောက်ဆုံးဝိညာဉ်နဲ့ငရဲသွားရမယ်
ဝိညာဉ်တွေကိုတနာပါတယ်ဒီငရဲသွားရမယ်ဝိညာဉ်စာရမာနနဲ့အတူမိထဲကိုသွားရမယ်ဒီဝိညာဉ်တွေကိုကိုတော်ပိုင်တဲ့အတွက်ကြောင့်ဒီဝိညာဉ်တွေကိုကိုတော်ပေးပါလို့ခမရနှစ်ပူနှစ်စာတောင်းပြီးဆုတောင်းလေအခုကတော့လောကရဲ့ကားပေးပါတိုက်ပေးပါရွှေပေးပါငွေပေးပါဒေါ်လာပေးတာအဲ့ဒါနဲ့ပဲသွားနေတော့ဘလို့ကလူကပြောင်းလဲတော့မလဲကိုယ့်ရဲ့အလိုဆန္ဒတွေပဲတောင်းတယ်လူရဲ့ဝိညာဉ်ဟာတန်ဖိုးအရှိဆုံးအခုလည်းခုထိုင်နားထောင်နေတဲ့မကြီးကိုနှစ်ယောက်ရှိမယ်နော်အတန်ဖို့ရှိတာစကြဝဠာထက်တန်ဖို့ရှိတယ်သူတို့အသက်ဝိညာဉ်ကဒီဝိညာဉ်တစ်လုံးရဖို့အတွက်ဟိုကတဲ့ရဆုတောင်းခြင်းအင်မတန်အရေးကြီးတယ်ဆိုတဲ့သဘောကိုနားလဲပို့လိုပါတယ်။ဒါကြောင့်ဆက်ပြောမယ်မိမိအသရေကိုစွန့်နဲ့အစေခံလိုလာတယ်ကျွန်းလိုလာတယ်လူလိုလာတယ်လူစကားနဲ့လာပြောတယ်။ဖျားစကားကိုလူမနားမလဲလား။နော်ဖျားစကားလူနားလဲမလား။နားမလဲဘူးဖျားစကားနားလဲဖို့မပြောမလဲကလားစကားလူတော်နားမလဲဘူးလေလူတိုင်းနားမှမလဲတာဒါကြောင့်ဖျားကလူတွေနားလဲဖို့လူစကားနဲ့ပြောဖို့လူလိုလာပြီးမှသူ့ဘုံအသရေကိုခဏဒါကြောင့်ဖျားရဲ့ဘုံအသရေသိလားဖျားရဲ့ဘုံအသရေကိုသိလားကျမ်းစာတစ်ဖက်ရေးမယ်ကျမ်းစာတစ်ချက်ရေးမယ်ဖျားရဲ့ဘုံအသရေကိုကျွန်တော်တို့ပြောမယ်ဖျားရဲ့ဘုံအသရေသိသလားသိသလား ပြပါတယ် သိရင်ပြောပါပါတယ် ယေဟောဝါယိယေယေဟောနေရှိယေဟော အဲ့ဒါနာမည်တွေဖယားရဲ့ဘုံဖယားဗမာနေတာလဲသူ့ရဲ့ဘုံအတရီစီးစိမ်ကဗမာလဲကျမ်းစာမှာအတိအကျရေးတယ်ကျမ်းညွှန်းသိလား မသိဘူး မသိဘူးဆိုစောစောပြောလိုက်အဲ့ဒါမြန်တယ်နော်မသိဘူးလို့ပြောတာရှင်းတယ်ခေရှာယအခန်းကြီး66အငယ်1ကဖယားရဲ့ဘုံအတရီပဲအငယ်1နှစ်ကဖယားရဲ့ဘုံအတရီဟေရှာယ66အငယ်1နှစ်ကောင်းကင်ဘုံကြီးတွေ့လား Thank you တွေ့ပြီလား 对了，好吧，阿门တော်မူသည်ကကောင်းကင်ဘုံသည်ငါပလင်ဖြစ် ကောင်းကင်ဘုံကငါပလင်ဖြစ်တယ်မြေကြီးတွေငါဤခြေတင်ခုံဖြစ်တယ်နောက်တစ်ခုဆက်ဖတ်မယ်သူ့ရဲ့ဘုံတရေကြည့်အောင်ဆက်ဖတ်မြေကြီးသည်ငါခြေတင်ရာခုံဖြစ်၏အဘယ်သောဗိမာန်ကိုငါအဖို့တည်ဆောက်ကြမည်နီအဘယ်အရက်သည်ကျင်းဝတ်ရာအရက် အဘယ်ရက်ဒီငါကျင်းဝတ်တော်မူရာအရက်ဖြစ်သည်ကဲချင်အဘယ်သို့သောဗိမာန်တော်ကိုငါအဖို့တည်ဆောက်ကြသလဲတဲ့ငါကကောင်းကင်ဘုံမှာနေတယ်မင်းတို့နေတဲ့မြေကြီးကငါရဲ့ခြေတင်ထားတဲ့ခုံဖြစ်တယ်အဲ့ဒီလောက်ကြီးတဲ့ဖယားကိုဘလို့လို့မြင်နိုင်မလဲအဲ့ဒီဖယားအကြောင်းကိုခင်ဗျချီးဦးနောက်နဲ့ဘလို့စဉ်းစားလို့ရတော့မလဲခြီတော့ကကျွန်တော်တို့နေတဲ့ကဘာကြီးကိုတောင်မှခြီတင်ထားတယ်ဆိုကြတဲ့ကအဲ့ဒီလောက်ကြီးမြတ်တဲ့ဖယားတကိုးကြီးတဲ့ဖယားအနန္တတကိုးရှင်နော်သူ့ကိုမြင်ဖို့မပြောနဲ့သူခြီတော့တင်ထားတဲ့ခုံခြီတော့ဒီကဘာကြီးကိုတင်ထားတဲ့သူ့ရဲ့ခြီတော့ခြီသလုံးမွေးတောင်မှခမရမမြင်နိုင်ဘူးလေအဲ့လောက်ထိကြီးမားသောဖယားကိုအဲ့ဒါသူ့ရဲ့ဘုံပဲဒါကြောင့်သူပြောတာပါလေငါအဖို့ငါကဗိမာန်မှာဖယားเจ้าမှာနေတဲ့ဖယားမှာမဟုတ်တာဒီနေ့လူတွေကထူးဆန်းတယ်လူတွေကအိမ်ကိုကောင်းကောင်းဆောက်တယ်ဖယားကြောင့်တော့စင်လေးပေါ်မှာတင်ထားတယ်ဖယားစင်လူကအိမ်နဲ့နေတယ်ဖယားကစင်ပေါ်မှာနေရတယ်အဲ့ဒီမှာလွဲကတော့နာဖယားဆိုတာအဲ့ဒီလိုနေတဲ့ပုံကိုမဟုတ်ဘူးကောင်းကင်ဘုံကသူ့ပလင်မြေကြီးကခြေတင်ကိုအဘယ်တော့ဗိမာန်တော်ကိုငါအဖို့တိဆောက်ဒီနေ့လူတွေကခရိယန်တွေကလည်းဖယားเจ้าမှာဖယားရှိတယ်ထင်နေတာ
ဖယားเจ้าကိုမသွားရကိုမနေနိုင်တော့တာသွားရပါတယ်သွားလို့ကောင်းပါဒါမှဖယားเจ้าမှာဖယားနေတာမဟုတ်ဗိမာန်တော်မှာဖယားနေဖယားကသစ်အထဲမှာနေချင်တာဝိညာဉ်တော်အပြင်အထဲမှာကိန်းဝင်နေတဲ့ဖယားဒါကြောင့်ငါကဗိမာန်မှာနေတဲ့ဖယားမဟုတ်စင်ပေါ်မှာနေတဲ့ဖယားမဟုတ်ငါနေတဲ့နေရာကကောင်းကင်ပေါ်ကငါပလင်ဖြစ်တယ်မြေကြီးကငါချစ်တင်ခုံတာထားတယ်ငါအတွက်ဘယ်ဗိမာန်တော်ကိုမင်းတို့တိဆောက်နေကြတာလေဖယားအဲ့ဒါမေးတယ်ဒါကြောင့်ဖယားရဲ့သဘောတဘာဝကိုသိပြီဟုတ်ပြီယေရှုအကြောင်းပဲပြောတော့မယ်နော်ပြီးမှနောက်မှကြမ်းကြက်တယ်ပြောမယ်ကျွန်တော်ဒီနေ့မနေ့မှာကျွန်တော်ပြောတာတဏှာကြီးပြည့်သွားပြီလားဒီကဲတင်ခြင်းဆိုတဲ့တရားကအရှေ့ကြီးဖြစ်တဲ့ကျမ်းပိုက်တွေကအဲ့ဒါကိုပြောချင်တယ်ဒါမဲ့ကျွန်တော်ဒီနေ့တစ်ခုနှစ်ခုပဲဆက်ပြောမယ်နောက်တရက်ပဲပြန်ဆက်မယ်နောက်တရက်မှပြန်ဆက်မယ်ဟုတ်ပြီအဲ့တော့မိမိအသရေကိုစွန့်ပြီးအစေခံကျူဣတရံကိုယူဆလူအဖြစ်နဲ့ဖွားမြင်သောသခင်ယေရှုရဲ့သက်တော်စဉ်ကိုခမည်းလေးလာဖို့တော့လိုတယ်ပြောရရင်တော့ယေရှုအကြောင်းသက်တော်စဉ်နော်ဖွားမြင်ခြင်းကနေကားတိုင်တက်ပြီးတော့အမှုပြေးပြီးအထိလေးလာရင်ယေရှုကဘာတူလဲဆိုတာသင်သိပြီအဲ့တော့လူစားတိခံတယ်လို့ပြောတဲ့အခါမှာလူအမြင်အားဖြင့်လူလို့မြင်ရတော့လေအမှန်တော့ဖျားဖြစ်နေတယ်ယာဂိုင်နှုန်းနှစ်ခုနဲ့လာတယ်ဖျားဇာတိတရားနော် 100% လာတယ်လူလို့ပြောရင်လေလူဇာတိ 100% 50 ခွဲမလာဘူးလူ50ဖျား50ဖျားတစ်ပိုင်းလူတစ်ပိုင်းမလာဘူးဖျားဆိုရင်လေဖျား 100% ဖျားဖြစ်တယ်လူဆိုရင်လည်းလူ 100% ဒါကြောင့်သူအလုတ်လုတ်တဲ့အခါတိုင်းမှာမဿဲမာကုလုကာယောဟန်ကျမ်း၄ကျမ်းကိုဖတ်ခရစ်တော်သက်တော်ရှင်ကိုသေသေးချာချာ TV နဲ့ဖွင့်ပြီးနားထောင်ကြည့်သူအလုတ်လုတ်တဲ့အခါမှာနှမျိုးအများအားလုတ်တယ်ဒါကိုခရိယန်တဲ့သဘောမပေါက်ဘူးခရိယန်တဲ့သဘောမပေါက်လို့သူ့နောက်လိုက်တဲ့တပည့်တော်12ပါးကိုလည်းလက်တွေ့သင်သွားတာကိုတပည့်တော်တွေလည်းနားမလဲဘူးဘာကြောင့်လဲလူဖြစ်လို့ယေရှုခရစ်တော်ကအလုတ်လုတ်ပြီးဆိုရင်နှမျိုးလုတ်တယ်နှမျိုးလုတ်တယ်ပထမလူစာတိကိုအရင်လုတ်ပြတယ်ပြီးမှဖယားစာတိကိုလုတ်တယ်လူစာတိကိုပထမဆုံးနမိတ်လက္ခဏာကတော့ကာနမြို့ရဲ့မင်္ဂလာဆောင်ပွဲပဲကာနမြို့မင်္ဂလာဆောင်ပွဲအဲ့ဒါလေးကိုပြောပြမယ်ကာနမြို့ရမင်္ဂလာဆောင်ပွဲကဂျူးမင်္ဂလာဆောင်ပွဲလေဂျူးတထေးတွေမင်္ဂလာဆောင်နေတာယေရှုတို့မာရိတို့နဲ့လည်းအမျိုးတော်ကောင်းတော်မှာပေါ့ဒါကြောင့်မာရိကညဦးတိုင်မှာသွားပြီးတော့ကူပေါ်လောင်ဘက်မင်္ဂလာဆောင်ဆိုတော့လည်းသွားပြီးကူတော့ယေရှုနဲ့တပည့်တော်တွေကိုလည်းဖိတ်ပါတယ်ဒါမဲ့ယေရှုနဲ့တပည့်တော်တွေကနောက်ဆုံးမှလာတယ်ဘယ်စိမ့်လာတယ်လဲစပြည့်ရေကုံသွားတဲ့အချိန်မှာမန္တကြီးထဲမှာမင်္ဂလာဆောင်တဲ့လူတွေအများကြီးပဲလူကုန်တာမင်္ဂလာဆောင်တာသူတို့နိုင်ငံမှာကကျွေးတာကအဲ့ဒီ BC တုန်းကတော့စပြည့်ရည်နဲ့အကောင်းဆုံးသောစပြည့်ရည်နဲ့အကောင်းဆုံးသောမုတ်တွေပေါ့ဗျာပေါင်မုတ်နဲ့စပြည့်ရည်တို့ပဲမျက်စိတွေကမြင်ကြည့်ဘလောက်ကောင်းတဲ့စပြည့်ရည်တယ်လဲဆိုတာအကောင်းဆုံးကိုကျွေးနေတဲ့ဒါပေမဲ့စပြည့်ရည်ကုန်သွားပြီတဲ့ဟာမင်္ဂလာဆောင်စပြည့်ရည်ကုန်တော့ဘာသွားကျွေးတော့မလဲရေတိုက်လို့မှမရတာစိတ်ပူတာကဘာလို့လဲယေရှုရဲ့မဲတော်စိတ်ပူနေဟာစပြည့်ကောင်းသွားပြီအရှက်တကွဲအကျိုးနေတော့မယ်ဒါငါတို့တဲ့အမျိုးတော်ငါသားလာတော့မယ်ငါသားလာတော့မယ်ငါသားကဖျားဖြစ်တယ်ငါပြောရင်တော့ရမှာပဲမန္တရှိမှာသားကိုမျောနေတဲ့မာရိခမည်းကျွန်တော်ပြောနေတဲ့တရားတော်တွေကိုခမည်းရုပ်ရှင်တကားကြည့်တယ်လို့ကြည့်ပါအဲ့ဒီမှာခမည်းတရားဟောချက်တွေပေါ်လာလိမ့်မယ်မာရိကတခါငါသားမလာသေးပါလားသူကလည်းဖိတ်ထားတယ်လေတပည့်တော်တွေနဲ့လာရတော့မှချင်းစပြည့်ရေကုံသွားလို့ပူညာဖြစ်နေပြီပရိသတ်တွေကလည်းဒီမင်္ဂလာဆောင်ပွဲကိုစားနေပေးနေဖိတ်ထားတော့လာရတယ်လက်ဖွဲ့တွေလည်းပါတယ်မင်္ဂလာဆောင်လာတယ်လက်ဖွဲ့တွေလည်းပေးရအောင်မယ်ဘာမှမစားပဲပြန်သွားရရင်တော့အဲ့ဒီမင်္ဂလာဆောင်ပွဲခဲနဲ့ပေါက်ခါရတော့မှာပေါ့အမှစိုးရင်နေပြီ
ဟောယေရှုကနောက်မှလာတယ်ယေရှုလာတဲ့အခါမေတော်ကမန္တရှိထွက်ပြီးတော့ငါသားရဲ့ကြည်စမ်းအရှက်တကွဲအကျိုးနဲ့ဖြစ်တော့မှာပဲဒီလောက်ပွဲကြီးပွဲကောင်းမှာလူတွေလည်းကြိုက်ကြိုက်တိုးလာကြတာစပြည့်ရကုံသွားပြီဘလို့လုပ်မလဲငါသားလှုပ်ပေးလိုက်ပါအောင်လို့မျက်နှာလိုမျက်နှာရနဲ့သားတော်မောင်ကိုသွားပြီးတော့ပြောလိုက်တယ်သားတော်မောင်ကဖျားလေဘာကြောင့်လဲတကိုးရှိမှမာရီသိတယ်သူကရင်ဖို့မတမ်းမဲ့နဲ့ဒီသားယောက်ျားသခင်ခရစ်တော်ကိုမွေးဖွားတာသူ့သားယေရှုကတကိုးရှိဆိုတာသူတယောက်ပဲသိတယ်ကျန်တဲ့လူသိချင်မှသိမယ်ဒါကြောင့်တကိုးရှင်ဖြစ်တယ်ငါသားကအားလုံးတတ်နိုင်တယ်ငါပြောရင်တော့ရမှာပဲဆိုတဲ့လူအတွေးခေါ်ဝင်ပြီးတော့လူစကားနဲ့သွားပြောလိုက်တာငါသားစပြည့်ကုန်ပြီးလုပ်အချင်းမိမသင်နဲ့ငါပါဆိုင်တယ်လေတကယ်ပြင်းထန်တယ်မိခင်တယောက်ကိုအချင်းမိမသင်နဲ့ငါပါဆိုင်တယ်လေနင်ကလူငါကဖျားလေနင်ပြောတယ်ငါလုပ်ရမှာလားအဲ့ဒီစကားပဲတကြမ်းစာကိုသေးသေးချာချာဖတ်တဲ့အခါမှာနဲ့နဲတဲ့အရာတွေကိုသင်တို့ကိုဖျားဖွင့်ပြလိုက်တယ်လူစာတိနဲ့ဖျားစာတိခွဲလိုက်ဒါကြောင့်ဖျားကသူ့အလုပ်သူလုပ်မယ်လူအလုပ်လုပ်ရမယ်အဲ့တော့ပတ်ဝန်းကျင်ကိုကြည့်တယ်နန်းမန္တထက်ကအိုးတွေကစပြည့်ရအိုးတွေကကုံသွားပြီလေဒါပေမဲ့ဒီအိုးထဲကိုရေတွေထက်ခိုင်းတာမဟုတ်ဘူးဒီနေ့တရားဟောဆရာတွေမားတာကအဲ့ဒါပဲကုံခန်းသွားသောစပြည့်ရအိုးတွေကိုလူတွေကရေတွေဖြစ်ရတယ်ယေရှုကလည်းရေဖြစ်ခိုင်းတယ်လုံးဝမဟုတ်ဘူး no ဒီနေ့သခင်ယေရှုရေဖြစ်ခိုင်းတဲ့အိုးတွေကကုံသွားသောအိုးကိုစိတ်ဝင်စားဖို့လူလုတ်တဲ့အိုးလူလုတ်ထားတဲ့အိုးကိုဖယားလုံးဝစိတ်ဝင်စားဖို့အပြင်မှာရှိနေတဲ့အိုးကိုစိတ်ဝင်စားတယ်အဲ့မှာနော်ယောဟန်ခန်းကြီး1ကိုသေးသေးချာချာဖတ်ကြည့်ယေရှုထက်ခိုင်းသောအိုးသည်ကုံသွားသောအိုးစပြည့်ရမဟုတ်ဘဲနဲ့ဟိုနန်းမန္တရဲ့အပြင်ဘက်မှာတန်းစီထားတဲ့ယာဝင်အိုးလိုကြောက်စစ်ယူအိုး6လုံးအဲ့ဒီအိုးတွေအားလုံးခြီဆေးတဲ့ဘုယူဒထုံးစံအတိုင်းစင်ကြယ်ခြင်းအမှုကိုပြုသောအိုး6လုံးကိုယေရှုကစိတ်ဝင်စားနေတယ်လူတွေကလစ်လျူရှုထားတယ်အဲ့ဒီအိုးကိုပဲအသုံးပြုသွားတာကုံနဲ့စပြည့်ရည်ကိုအသုံးမပြုဘူးဟာလိုသဘောပေါက်လားဟုတ်တယ်အဲ့ဒီအပြင်မှာတန်းစီထားတဲ့အိုးတွေကအပေခံအိုးလို့ခေါ်တယ်အဲ့ဒီအပေခံအိုးကိုဖယားသခင်ကအသုံးပြုခြင်းဒီနေ့သင်နဲ့ကျွန်ုပ်လည်းအပေခံနေပဲမဟုတ်ဘူးလားမင်းမျိုးမင်းနွယ်မှမဟုတ်တာသထေးသကြွယ်မှမဟုတ်တာအပေခံနေပဲမရေရသောလူတွေစရင်ထဲမှာကျွန်တော်တို့ပါနေအဲ့ဒါကိုဖယားကတအားစိတ်ဝင်စားတာဒီနေ့ပယ်ထားတဲ့အဲ့ဒီအိုးကခြီဆေးအိုးသဘောကယူဒထုံးစံအတိုင်းတဲ့စင်ကြယ်ခြင်းအမှုကိုပြုသောအိုး6လုံးလို့ပြောတယ်ဘာကြောင့်လဲဒီနေ့မွတ်စလင်တွေဘီလီတဲ့ဝင်မယ်ဘာလို့လဲအိုးလို့တယ်ဘီလီတဲ့မဝင်ခင်မှာသူတို့မျက်နှာသိရတဲ့သွားတိုက်ရတဲ့လက်ဆေးရတဲ့စင်ကြယ်ခြင်းအမှုကိုပြုပြီးမှဘီလီတဲ့ဗလီကျောင်းနဲ့ဝင်ရအဲ့ဒီလိုပဲယူဒလူတွေလည်းဒီမင်္ဂလာဆောင်ပွဲကိုဝင်လာဖို့အတွက်သူတို့ခြီဆေးရတယ်လက်ဆေးရတယ်မျက်နှာသိရတယ်အကုန်လုံးမှဒီကိုဝင်ရတာဖြစ်တယ်အဲ့ဒီအိုးတွေလည်းအားလုံးရေတွေခံသွားပြီလူတွေဘယ်လောက်များတယ်လဲအဲ့ဒီအိုး6လုံးကိုစိတ်ဝင်စားပြီးတော့အဲ့ဒီအိုးတွေကိုမင်းတို့ရေထက်လိုက်တော့ရေပြည့်အောင်ထည့်တော့ဒါကြောင့်လူအလောက်ကရေမရှိတော့အိုးအဲ့ဒီစင်ကြယ်ခြင်းအမှုကိုပြုသောအိုး6လုံးကိုလူကရေဖြစ်ရတယ်ဒါကလူအလောက်ရေတွေပြည့်သွားပြီဆိုရင်ဖယားသခင်ကလက်ကိုမြောက်ပြီးတော့ခမည်းတော်ဖယားနဲ့စကားပြောပြီးဖြစ်ထားသောရေအားလုံးကိုအကောင်းဆုံးသောစပြည့်ရေဖြစ်အောင်ဖယားလုံးလိုက်ပြီအဲ့ဒါဖယားအလုပ်အဲ့ဒီမှာစတီဝတ်တွေရှိတယ်စတီဝတ်ဆိုတာအသင်းတော်လူကြီးတွေကိုမင်းခွက်တစ်ခွက်နဲ့ကင်ပြီးတော့မီးကြည့်လိုက်
Apapa, count like Gila, Dimingla, Samwaka, and Osiabe, a council of Sepi, Pinivala. Ludi and Otware. Maiswe, Adaga, General, Yonjidu, a theta thing as I bet it. Yonjidu, a theta, ye, they also di Kanago Pit. Di Kanaga over. The autumn thing, Nugabado, good thing, Nugabado, good general pionere, the Ajaya, good thing, a tema thing, boom, ye penny that shit. Ya Nugabado thing, Jar not on as a thing, ye penny, be on Kija, Shan turn on Pitwaja. Bibi Shama Payaga, Jimado, Namailakana, thing with Tomale. Did it come canto all this a big dima? No, Paya Ludi Teta, Giri, Pidora, a thousand of Sapiego, Paya Ludi, Dine General Krian, Nico Montmari, a theta, my Jiga, Mapido, Ua Babile. Eh, Dine Bombe Cadeludi, Bear Tea Bombe Cale, Ho Internet was second video, Tapido, and my comment in a Bombe Cadesagaloni unit. Along with Panida, Kayan, Pitin, Shonjan, Ara Bombe Kadabe. Sabi, ye pitado luga. Badu go ma Bombe Capido, a pimentino, a thali tainaton, ye pitado lu. They know ye pitabo lu. They know lu ho jump ho chia, jump this year, jump shall be weapon, thin the Bombe Catolu. Emada Yichiware. Tayam, Takin Kritoga, Lusati, Payazati, Naku, Quebido, Potamazo Namelakana, Kana Muma, Lupiare. Dutia Namelakana, Gia. No, Amiaji she that have my Lego Piopic and Nico Chochene. Not the Kuga. Crito Deda sorry, Lele, Tanego, Taneka, Lupia, Lunario, Twitter, Ludigo. No, getting it, Twitter, Lumesican, Ludico, music, Napin, Ludico, Jazz, Chito, Matanson, Ludico, Tanson, and Nasurigo, mounted to do Piatala, Deva sorry, to Shama. Monte Chayabi, Mate Magu, Luca, Johan Janama Pare. I don't Yeshu the Salon Motetom, how Lusa di Piabi, Lusa di Piabi. Yeshua look at the Kanagone, to ya the bed of Sanabana, to do at the The bed of Sanaba, Baisadalo, to la Baisavabi, and a Lusa dibe. Yeshu the Salam Muteto, Payaso Daga. Tamis had a mumoli. A good Tamis had a look. Jansaga Yeda, Basatico Yeda, Lusa digo Yepira. They are going to do. Mino let Tamis had an Alessare. Munde a chain lay on it. Damangaro Tamis Harago, Piago, Baisaro, Piago, Thembo the Pandi Soda, Suyame a chain mail de Busoye, a Thiro Shima Beso, you are take my sheet at Thembo the Pambigo, more G like Yeshua, Thembo the Pambigo, more G video, a cat let in a way sabido, oh, your pondi, your themala, your pondi, seamer, so you pay you me taculasa. Yago minta kula to Pioroma. Tamba your pondi down machivu. A theme machine does a bit. No, they bought the pumping you do like that karma. Shape your daughter. They are paying the king up. The king treat over. By Sade. No, they bought the pantigo, a figo sergeant. A jot they got a way side. Damn it, a theme at the Thembo the pumping was Janema Sayu, Thea Appendi, a Figo Matido, when a Jote, new one, 3 chouses, a big up in Chowdoracama. Pedo Yago Yohan got arch out the Hakuro Blue Pidora, a chain like it. Ara, a thetabe, my sweet. Guna Baisare Soraga, Lusatigo to Piare. Thembo the pumping will let you to be chain like that. Shutching Yuna to Payasa Diopia. Nakulo Piare, Lusa di Taku. Baisaraga, Lusa di. Thembo the pumping will let you to be a theme of this Lupioraga, Payasa di. Nakulo Piare. Nakulo.
အဲ့ဒါလဲကျွန်တော်တို့အသက်တာရဲ့သင်ခန်းစာယုံကြည်သူခရိယန်များရဲ့သင်ခန်းစာကဘာလဲအပင်ဖြစ်နေမှသင်ဘာကြောင့်အသိမသိသေးတာလဲနှစ်ပေါင်းများစွာခရိယန်ဖြစ်နေပြီးနောက်ထပ်လူတွေအသက်ရှင်တဲ့ဖယားကိုသိဖို့တယောက်တလေတောင်မှပြောင်းလဲအောင်သင်မလုပ်နိုင်သေးဘူးလားပြောင်းလဲအောင်သင်ဧဝံဂေလိမဟောနိုင်သေးဘူးလားအသိမသိတော့သင်ဘောတဖန်ပင်ဖြစ်နေပြီလားကိုယ့်ရဲ့အသက်တာကိုဒီနေ့အဲ့ဒီနှုတ်ကပတ်တော်အဖြစ်ဖယားစကားပြောနေတာဖြစ်တယ်သင်ဒီအပင်ဖြစ်နေပြီမွေးကလေးကလည်းခရိယာအပြိုလူပြိုဖြစ်တော့လည်းထိုင်နာတော့အခုလည်းထိုင်နာတော့သွားကျွေးလည်းထိုင်နာဆိုစပင်းဖြူလည်းထိုင်နာတော့တခါမှဧဝံဂေလိမဟောဘဲနဲ့ဘသူ့ကိုမှမပြောင်းလဲစေရင်တော့သင်ဟာချိန်ချင်းခံရမယ်တစ်ပင်တစ်ပင်အပင်ဖြစ်နေပြီအသက်တာကိုသွန်သင်သွားတဲ့ခရစ်တော်ရဲ့သက်တော်စင်နဲ့အများကြီးကျွန်တော်တို့လေ့လာရလိမ့်မယ်ဒါကြောင့်သင်ဒီအပင်ဖြစ်ရင်ဘာဖြစ်ရမလဲအသီးသီးရမယ်မိတ်ဆွေကိုတော်လိုချင်တာအသီးကိုတော်စားချင်တာအသီးအရွက်စားတဲ့ဖယားမဟုတ်ဘူးအရွက်စားတာစိတ်ပဲစိတ်ကအရွက်စားတယ်ဖယားကစိတ်မဟုတ်ဘူးယေရှုကစိတ်မဟုတ်ဘူးအသီးစားချင်တော့ဖယားဒါကြောင့်ကျွန်တော်တို့အသီးသီးကြပြီလားဝိညာဉ်အသီးဘယ်နှလုံးသီးကြပြီလဲကိုလေ့လာပါကိုစကားပြောပါကိုတိဆောက်ပါနှမျိုးရှိပြီနောက်တစ်မျိုးပြောမယ်ဒေသစာရီလဲတဲ့တနေ့ကုန်ဒါပေမဲ့ဟိုဘက်ကဂါလိလဲအရဲ့တစ်ဖက်ကိုသူတို့ကူရတော့မယ်အဲ့တော့ဂါလိလဲအင်ကိုရောက်တယ်လေတွေအများကြီးရှိတဲ့အထဲမှာတမန်တော်12ပါးလဲပါလာတယ်ငါတို့ဒီအင်တစ်ဖက်ကိုကူးကြကုန်အံ့တနေ့ကုန်လာတယ်တနေ့ကုန်ပင်မနေတယ်လေပေါ်တက်တယ်ကဲရွက်တွေဖြုတ်ကျိုးတွေဖြုတ်အကုန်လုံးရွက်ဖွင့်ဟောစပြီးထွက်လို့9မိနစ်6မိနစ်မကြာခင်မှာယေရှုကလေဦးထိတ်မှာနော်ဆက်တော်ခေါ်တယ်တဲ့အိတ်တာပေါ့ဗျာအိတ်ပြတယ်ငါပင်မနဲ့မင်းတို့ဟိုဘက်ကန်သွားကြမယ်ရွက်ဖွင့်လိုက်တော့ရွက်ဖွင့်ကျိုးတွေဖွင့်နော်ခက်ခဲလို့ရှိရင်တက်မတွေနဲ့လော်ကျဲကောင်ကလော့ငါတို့သွားကြရမယ်ငါခဏနားလိုက်အောင်မယ်အဲ့ဒီလိုအိတ်ပြတာကလူစားတိကိုပြောဖယားကအိတ်တဲ့ဖယားမျိုးမဟုတ်ဘူးအစာစားတဲ့ဖယားမဟုတ်ဘူးဖယားဆိုတာမအိတ်ဘူးလေကျမ်းစာကလည်းရေးထားတယ်ဖယားဘယ်တော့မှမအိတ်ဘူးတဲ့အကယ်စစ်စစ်ဣသရေလအမျိုးကိုစောင့်တော်ဖယားသခင်သည်ငိုက်မြဲအိပ်ပျော်ခြင်းရှိတော်မမူဖယားမအိပ်ဘူးအိပ်ပြတာကလူစားတိငါပင်ပန်းနဲ့ငါခဏအိပ်လိုက်အောင်မယ်မင်းတို့သွားဒါမဲ့အိပ်ပျော်ရုံပဲရှိသေးတယ်ပင်လေပြင်ကြီးကိုထွက်သွားလို့နော်အိမ်ကြီးကိုထွက်ဖြစ်သွားတဲ့အချိန်မှာမိနစ်20-30လောက်ရှိမှာပေါ့အဲ့ဒီအချိန်မှာလေပြင်းမုန်တိုင်းနေကြပြီးတော့လေတွေပြင်းထန်ပြီးတော့ရေတွေကလိုင်းလုံးကြီးတွေကလေထဲကိုဝင်လာပြီအဲ့ဒီမှာပေတုယာကုပ်ယောဟန်တို့ကကြောက်ပြီးတော့ကိုတော့ကျွန်တော်တို့သေဖို့ပဲဖြစ်တော့ပြီလစ်လျူရှုနေသလားကြည်စမ်းပစစအိနေလိုက်တာဘာမှမသိသလိုပဲဒီမှာကျွန်တော်တို့လေထဲကိုရေတွေဝင်လာပြီဘလို့လုံးမလဲဆိုပြီးသွားပြီးလှုပ်တဲ့အခါမှာယေရှုကနစ်နစ်ချိုက်ချိုက်အိပ်ပြတယ်ဘာကြောင့်လဲလူစားတိကိုသူပြတယ်ဟာလာပြီးတော့လိုင်းနဲ့ပင်လေကြီးကိုလက်ဆက်ပြီးတော့ငြိမ့်စေဆိုတဲ့အမိန့်ကိုပေးလိုက်တယ်အဲ့မှာလိုင်းနဲ့ပင်လေကငြိမ့်ပြီးတော့သခင်ခရစ်တော်စကားတခွန်ပြောလိုက်တယ်မင်းတို့ယုံကြည်အားနည်းလာကြည်လားလေပေါ်မှာငါတယောက်လုံးရှိပါရဲ့နဲ့မင်းတို့ဘာတွေကိုစိုးရင်တာလဲအဲ့ဒါလဲအသက်တာကိုသွန်သင်တယ်အိပ်ပြတာကလူစားတိလေပြင်းမုန်တိုင်းတွေကိုငြိမ့်စေလို့ပြောတာကဖယားစားတိအလုတ်လို့ရင်နှမျိုးလုတ်တယ်အဲ့ဒါကိုကျွန်တော်တို့အသက်တာမှာသင်ခန်းစာတစ်ခုယူဖို့ကလေထဲမှာကိုတော်ရှိတယ်ဒီနေ့လေသင်တို့ရဲ့ယုံကြည်ခြင်းဟာသခင်ခရစ်တော်သင်တို့အထဲမှာရှိတယ်သင်တို့ကဒီနေ့တိုင်တိုင်စိုးရင်နေတယ်လေထဲမှာသခင်ခရစ်တော်ရှိတယ်လောကရန်တရားကြီးကိုဖြတ်သန်းရပဲဟောဘက်ကန်းကိုဒါပေမဲ့သင်တို့စိုးရင်ခြင်းပူပန်ခြင်းကြေကွဲခြင်းတွေကသင်တို့မှာပြည့်နေတယ်တကယ်တော့သခင်ခရစ်တော်ကလေပေါ်မှာရှိပြီးသားဒီနေ့သခင်ခရစ်တော်ကသင်ရဲ့အသက်တာရဲ့အတွင်းနဲ့ထဲမှာနေရာယူပြီးသား
စိုးရင်စရာတုံလို့စရာမရှိအောင်ကျွန်တော်တို့နဲ့အတူရှိသောအေမာနွေလဖယားရှိပါရဲ့နဲ့သင်ပါဖြစ်လို့လောကရန်တရားကြီးရဲ့ဟာကိုကြောက်ရွံ့နေတာလေဒါကအသက်တာကိုတိဆောက်တဲ့ဖယားသခင်ခရစ်တော်လုပ်တဲ့အသက်တာရဲ့အရာကိုပြတာဖြစ်တယ်ကျွန်တော်တို့အတူယူရမယ်သင်ခန်းစာတွေအများကြီးရှိတယ် Yeah. Hallelujah Hallelujah နောက်ဆုံးတစ်ခုပြောမယ်နောက်ဆုံးတစ်ခုကတော့သခင်ခရစ်တော်လူစားတိဖျားစားတိဘလို့ပြတယ်လဲသူ့ရဲ့အမျိုးတဝင်းခွဲတော်ကောင်းတော်တယ်လို့ကျမ်းတက်တွေကရေးတယ်တကယ်တော့တဝင်းခွဲပါပဲအင်ပဒန်မှာပဲယေရှုနဲ့နော်ချစ်ခင်ရင်းနေတဲ့မိသားစုတစုရှိတယ်အဲ့ဒါကတော့မာရိမာသနဲ့လာဇရုပဲဖြစ်တယ်လာဇရုကမာရိမာသရဲ့မောင်အငယ်ဆုံးလေးဖြစ်တယ်ယေရှုကိုအမြဲတမ်းအဝတ်ပြုနေတဲ့မိသားစုတွေဖြစ်တယ်တနေ့တော့လာဇရုဖျားပြီးတော့သေသွားတယ်အဲ့ဒီသတင်းကိုပို့လိုက်တယ်ဒါပေမဲ့ယေရှုမလာသေးဘူးသေပြီး4 ရက်ကြာမှယေရှုသွားတယ်ယေရှုသွားတယ်မာရိမာသကလည်းထွက်ကြိုတာပေါ့ရွာထိပ်ကနေထွက်ကြိုပြီးတော့အိုးအလားကောင်းပေမဲ့အခါနှောင်းသွားပြီးယေရှုရဲ့အခုမှပဲကြွလာရသလားသတင်းပို့ထားတာလဲကြာပြီပဲအခုမှ4 ရက်ပြည့်ပြီးမြုပ်တောင်မြုပ်လိုက်ပြီးပုတ်တောင်ပုတ်နေပြီပေါ့လာဇရုအလားကောင်းပေမဲ့အခါနှောင်းသွားပြီပြောလိုက်ငိုလိုက်မာရိနဲ့မာသတွေကမျက်ရည်ကျပြီးတော့ကြေကွဲနေတဲ့အချိန်မှာယေရှုသည်လည်းမျက်ရည်ကျတော်မူ၏ဟာလေလုယာဒီဘာကြောင့်လဲနင်တို့မောင်လေးနင်တို့တနာတယ်နော်နင်တို့ကြေကွဲသလိုငါလည်းလူသားဖြစ်တော့နင်တို့နဲ့အတူကြေကွဲမိပါတယ်နင်တို့လူစားတိအပြင်နင်တို့မောင်အငယ်လေးဆုံးသွားတာကိုနှမျိုးတက်ပြီးတော့ကြေကွဲနေတယ်လို့ငါလည်းလူစားတိအပြင်နင်တို့နဲ့အတူထပ်မြကြေကွဲပြီးတော့ငါလည်းမျက်ရည်ကျတာပေါ့ယေရှုသည်မျက်ရည်ကျတော်မူဖယားဆိုတာငိုတဲ့အမျိုးမဟုတ်ဘူးခုငိုပြတယ်ဆိုတာလူကိုပြောတာငါလူ100 ရာခိုင်နှုန်းမင်းတို့ခံစားချက်တွေငါအားလုံးသိတယ်ဒါကြောင့်မင်းတို့ခံစားသလိုငါလည်းခံစားတာပေါ့ငါလူပဲလေကဲငိုတာတိတ်လိုက်တော့ကဲလာဇရုမြုပ်ထားတဲ့နေရာသွားမယ်သင်္ချိုင်းတစပြင်သွားပြီးတော့လာဇရုထွက်လို့ဆိုတဲ့အခါမှာလာဇရုကပတ်ထားတဲ့အဝတ်တွေနဲ့ခုံဆွမှနော်မလေးရှားစုံကားလို့နော်ခုံဆွနဲ့လာဇရုထွက်လာတယ်နော်ခင်ဗျားတို့မျက်စိထဲမှာမြင်ကြည့်လာဇရုဘယ်လိုထွက်လာလဲသင်္ချိုင်းတွေကအလုံးတစ်ကိုယ်လုံးပတ်ထားတာနော်အသက်ရှင်တယ်ဒါယေရှုကသူ့ရဲ့နော်ပတ်ထားတဲ့အဝတ်တွေကိုဖြေပေးလိုက်အစာကျွေးလိုက်တော့လာဇရုထွက်လို့ဆိုတာဘသူစာတိလဲဖယားစာတိကိုလုပ်ပြတာသေသူကိုရှင်ပြန်ထမြောက်နိုင်အောင်လုပ်တဲ့ဖယားအခုနငိုပြတာကလူစာတိမတူဘူးနော်မတူဘူးနှစ်ခုအဲ့ဒါလေကျွန်တော်တို့အသက်တာရဲ့သင်ခန်းစာဖြစ်တယ်လာဇရုရှင်ပြန်ထမြောက်ခြင်းကိုကြည့်ဖယားသခင်ရဲ့တကူနမိတ်လက္ခဏာဖြင့်လာဇရုရှင်ပြန်ထတော့လို့သူပြောတဲ့စကားကအဝတ်တွေကိုဖြေပတ်ထားတဲ့အဝတ်တွေကိုဖြေလိုက်ပါအစာကျွေးလိုက်ပါအဲ့ဒါသင်ခန်းစာပဲဒီနေ့လူတယောက်ဟာဝိညာဉ်တော်အပြင်ရှင်လာပြီးဆိုရင်အခုထိုင်နားထောင်တဲ့နေရာဝိညာဉ်တော်တကူအပြင်ရှင်လာပြီးဝိညာဉ်ရှင်လာပြီးဆိုရင်သူတို့ကိုချီနှောင်ထားတဲ့အဝတ်တွေချီနှောင်ထားတဲ့လောကရန်တရားမှာချီထားတဲ့ဘာသာရေးဂိုင်းကနာတွေကိုသင်တို့ဖြီးပေးမှဝိညာဉ်အလင်းရမှာပေါ့လာဇရုအဲ့ဒီအတိုင်းခိုင်းတာဒါကြောင့်အဝတ်ဖြီးပေးဖို့ချီနှောင်ထားတဲ့အရာတွေချီနှောင်မှုတွေကနေလွတ်မြောက်ဖို့ deliverance လုပ်ရမှာကျွန်တော်တို့အလုပ်ပဲလေ hallelujah Amen. Amen. သင်ခန်းစာတွေအများကြီးရှိတယ်ဗျာ Amen. ပုံပြင်ဆန်းဆန်းဒန္တာကြီးဆန်းဆန်းနဲ့သင်ယုံကြည်နေလို့ကတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘာတစ်ခုမှ
ကျွန်တော်နှစ်ပေါင်း40ပြည့်တော့မယ်ဒီတရားကိုခေါ်တာကပ္ပပတ်ပြီးခေါ်နေတာတအားလူတွေနဲ့နဲသိသွားတဲ့အခါမှာပြောင်းလဲကြတယ်ဗျာပြောင်းလဲကြတယ်နောက်ဆုံးတော့ကာလကျွန်တော်အစွမ်းကျွန်တော်တကူမဟုတ်ဖယားကမင်းဓာတွေပြောမင်းဓာတွေကိုပြောမင်းကငါဒီကိုလွတ်လိုက်တယ်ဒါပဲကျွန်တော်လည်းသားများနဲ့ပဲခွဲချင်မလဲတရားတကြီးကျွန်တော်မိသားစုတွေပမာပြည်မှာနေတယ်ကုန်ခဲ့တဲ့2လကကျွန်တော်မိမသေသွားပြီဆုံးသွားပြီမတွေ့တော့ဘူးမိမကဘာပြောလဲကျမ်းမာရေးကူးဆိုင်ပါပြန်တွေ့ချင်တယ်နော်လို့အချိန်ပြောတယ်ဒါပေမဲ့ပြုံးစားကြီးဆုတောင်းခြင်းနဲ့ပဲဖျားခေါ်သွားပြီမိမရဲ့ငါတို့လောကမှာမတွေ့လဲအပေါ်မှာတော့တွေ့ကြမှာပါတွေ့ကိုတွေ့မယ်တွေ့ကြမှာပါဘုံအပေါ်မှာငါတို့တွေ့ကြမယ်လို့ပဲသူ့ကိုလက်ပြပြီးတော့နှုတ်ဆက်ခဲ့ရတယ်ကျွန်တော်လည်းကြေကွေးတာပဲလှုပ်ရှားတည်နေဒါပေမဲ့ဖယားပို့တဲ့နေရာမှာဒီနေ့ကျွန်တော်9နှစ်ကျော်ပြီဒီ American State 29 State ကိုကျွန်တော်ပတ်လိုက်ပြီကြံသေးတယ်နောက်ထပ် State တွေကြံသေးတယ်နော်ကျွန်တော်သွားရအောင်ဖယားပို့အောင်ပဲဒါကြောင့်ချစ်တော်ညီကောင်မောင်မတို့ဒီနေ့ကယ်တင်ခြင်းတရားဟာအဓိကစက္ကောင်ဖြစ်တော်သခင်ခရစ်တော်ကျွန်တော်တို့အတွက်ဘာလုပ်ပေးသွားသလဲသခင်ခရစ်တော်လူရှာတိခံပြီးတော့ကျွန်တော်တို့ကိုဘလို့သွန်သင်သွားသလဲကျွန်တော်တို့ယုံနိုင်လောက်တဲ့အထောက်အထားကိုသူဘာကြောင့်လက်တွေ့ပြသွားသလဲသခင်ခရစ်တော်ရဲ့သက်တော်စဉ်အစအဆုံးကိုလေ့လာဖို့အတွက်ဒီနေ့ဖယားဇာတိလူဇာတိ100% စီ 100% လူ 100% ဖယား 100% ဖြစ်ကြောင်းကိုကျမ်းကအထောက်ထားနဲ့သက်တော်စဉ်ကိုကျွန်တော်ဒီနေ့ဝေမျှခြင်းဖြစ်တယ်ဒီလောက်နဲ့ကျွန်တော်ရက်ခြင်းနဲ့နောက်ထပ်ခရစ်တော်ဘာလုပ်ပေးသွားသလဲဆိုတာကိုထပ်ပြီးတော့ကယ်တင်ခြင်းတရားကိုထပ်ပြီးပြောခြင်းနဲ့ကယ်တင်ခြင်းကကြောက်တင်ပုံးနဲ့သင်ကြမယ်ဆိုရင်အနည်းဆုံး2ရက်တိတိကြာလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဖြတ်လန်းကနေကျွန်တော်သွားခြင်းဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့ကြားနာတဲ့တရားစကားတွေကနားထဲကိုရောက်ပြီးတော့အတွင်းနှလုံးသားထဲမှာရောက်သွားမယ်လို့ကျွန်တော်ယုံကြည်တယ်နားနဲ့ဆက်ကြဘယ်ဘက်ကကြာညာဘက်ကထွက်သွားရင်တော့သင်တလုံးမှရလိုက်မှာမဟုတ်ဘူးဒီနေ့တရားဆိုတာနာရတဲ့အမျိုးတရားနာပရိသတ်တို့ရေဆိုတဲ့စကားကိုမှတ်ထားပါတရားဆိုတာကောင်းဖို့နားထောင်တာမဟုတ်ဘူးတရားဆိုတာကြားပြီးအထဲမှာနာပြီးတော့မမိသွားတာကိုပြောနေတာနှလုံးသားထဲကနာပြီးတော့အော်ငါအတွက်ပြောနေတာအော်ငါအတွက်တိဆောက်เสียဖြစ်စေတာတရားကိုကြားပြီးတော့အထဲမှာနာကျင်ပြီးတော့အသက်တာပြောင်းလဲတာကိုဖျားလို့ရှင်တယ်ဒါပဲတရားဆိုတဲ့သဘောကတရားဒီနေ့ကြားနာတဲ့နှုတ်ကပတ်တော်ပေါ်မှာအိမ်မြလောက်နဲ့ကျွန်တော်ရနာခြင်းနဲ့အရောက်စီတိုင်းကိုဖျားရှင်အထူးကောင်းကြီးရှိပါစေအာမင်